ဒီပတ်မှာဖခင်သခင်ရဲ့မျက်မှောက်တော်ထဲမှာတွာလာခွင့်ရတယ်ဖခင်သခင်ကျမကိုစကားပြောတဲ့အရာအချို့တွေဒီညမှာအသင်းတော်ဝေမျှချင်တာဖြစ်တယ်ပြီးတဲ့ခါမှာကျမတို့တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဦးဆောင်မှုနဲ့တန်ရှင်တော်ဝိညာဉ်တော်ပြဒီနေ့မှာဗိတ်သိမ့်မဲ့အတူအချို့တွေရှိအချို့တို့လူတွေလွတ်မြောက်စေမယ်အချို့တို့တွေဒီမှာလက်ဆွဲလွတ်မြောက်ခြင်းနဲ့ခံစားမယ်အချို့တို့တွေမကြမ်းမခြင်းနဲ့ချီနှောင်ခြင်းနဲ့လွတ်မြောက်ခြင်းရမယ်ဒီညမှာဖခင်ရဲ့တကူတော်ဆင်းသက်မယ် Say power 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 ဒီဖခင်ရဲ့တကူခံခြင်းနဲ့လို့မနေအောင်ရှိလေ Hallelujah ဖခင်ရဲ့တကူကစကားနဲ့ပဲလာမှာမဟုတ်ဖခင်ရဲ့တကူအသင်ပေါ်မှာဆင်းသက်မှာဖြစ်တယ်ဖခင်ရဲ့တကူကသင်ကိုနားလေစေဦးမယ်မဟုတ်ဖခင်ရဲ့တကူအသင်သူများကိုပြန်လည်ပြီးနားလေစေလိမ့်မယ်ဖခင်ရဲ့တကူအသင်ကိုသူများကိုပြန်လည်ပြီးလွတ်မြောက်စေလိမ့်မယ်ဖခင်ရဲ့တကူကသင်အပြည့်လူတွေမျက်စိပွင့်လိမ့်မယ်ဒီနေ့မှာဖခင်ရဲ့တကူတော်အလှရှားမှာဖြစ်တယ် Hallelujah ဖခင်ကကျမတို့ကိုကောင်းကြီးပေးတယ်ဖခင်ကကျမတို့ကိုကောင်းကြီးပေးတဲ့အခါမှာအဲ့ဒီကောင်းကြီးမင်္ဂလာကဖခင်ကကျမတို့ကိုတိုးပွားစေတယ်လို့မျိုးအဲ့ဒီကောင်းကြီးမင်္ဂလာကကျမတို့ကိုလုံခြုံစေတာဖြစ်တယ်ဒီကာလမှာကျမတို့လုံခြုံခြင်းအရန်လိုအပ်တဲ့ကာလဖြစ်တယ်ကျမတို့လူတွေကအခုငလင်းနေညင်လာတဲ့အခါမှာနော်ကပ်ကာလာတွေကတဖြည်းဖြည်းနဲ့စိုးရုပ်လာတဲ့အခါဒါမှမဟုတ်လေကျမတို့နိုင်ငံတွေမှာ corruption ဆိုတဲ့နော်အချင်းပြတ်ခြားစားမှုတွေများလာတဲ့အခါမလေးရှားမှာဆိုလေကျမတို့ဒါတွေမြင်တွေ့နေရတာဖြစ်တယ်အဲ့လိုမျိုးကြုံလာတဲ့အခါမှာဘလို့မျိုးဓာတွေကိုငါတို့နော်ကင်တွယ်ရမလဲအဲ့ဒီထဲမှာငါတို့လုံခြုံအောင်ဘလို့နေရမလဲအိမ်မှာပဲပုံနေရတော့မလားဘေးမှာမသွားဘဲနဲ့နော်ဖခင်เจ้าတော့မလာဘဲနဲ့အလုပ်တော့မသွားဘဲနဲ့အိမ်မှာပဲနေတော့မှာအိမ်မှာနေပြန်တော့လေငလင်လာလို့ရှိရင်လည်းမလုံပြန်ဘူးနော်အဲ့တော့ငါတို့ဘယ်မှာနေကြမလဲလူတွေကစိုးရိမ်မှုတွေများစွာနဲ့သွားနေရတာဖြစ်တယ်အဲ့မဲ့ဖခင်ကကျမတို့ကိုသိစေခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့မျက်မှောက်တော်မှာစုံလင်တဲ့လုံခြုံခြင်းရှိရဖြစ်တယ်ဖခင်သခင်ရဲ့မျက်မှောက်တော်ကကျမတို့ကိုကာကွယ်ပေးတယ်ဖခင်ကကျမတို့ကိုတိုးပွားစေတယ်လို့ဖခင်ကကျမတို့ကိုကာကွယ်ပေးတယ်ကျမတို့ဟာတိုးပွားဖို့အတွက်ယုံကြည်ခြင်းရှိတယ်လို့ဖခင်ရဲ့လုံခြုံစေခြင်းကိုလည်းယုံကြည်ခြင်းရှိဖို့ရန်အတွက်လို့ဒီဘောငါ့ကိုဘယ်အရာမှမဖြစ်စီနိုင်ငါဖခင်ရဲ့လက်ထဲမှာလုံခြုံနေတယ် Hallelujah မိဘတွေတောင်မှတခုခုဆိုရင်သားသမီးအတွက်လုံခြုံရေးကိုအရင်ဦးဆုံးစဉ်းစားတာဖြစ်တယ်ဥပမာဆိုပါစို့ကျမတို့ခရီးတစ်ခုသွားမယ်ဆိုရင်မိဘတွေကသားသမီးတွေရဲ့လုံခြုံရေးအတွက်အရင်ဆုံးစဉ်းစားတယ်ဟိုမှာမိုးများရွာမလားဟိုမှာတော့အရမ်းများအေးနေမလားဘာအင်ဂျီတွေတို့အတွက်ထည့်ရမလဲဟိုရောက်ရင်ဘာမှစားရမလဲအဲ့ဒီနေရာကကောနော်ဥပမာဆိုပါစို့တိုက်ပွဲတွေဖြစ်နေတဲ့နေရာဆိုမိဘတွေကိုသားသမီးကိုခေါ်သွားမှာမဟုတ်ဘူးနော်အဲ့ဒီနေရာကမိုးတွေရေတွေကြီးနေတယ်ဆိုအဲ့နေရာတွေခေါ်သွားမှာမဟုတ်ဘူးဘာကြောင့်မလို့လဲဆိုတော့မိဘတွေတောင်မှကိုသားသမီးရဲ့လုံခြုံရေးကိုအရင်စိတ်ဝင်စားတာဖြစ်တယ်ဒါဆိုရင်ကျမတို့ကောင်းကင်ဖခင်ကရောကျမတို့ရဲ့လုံခြုံရေးကိုကျမတို့တွေလုံခြုံစွာနေထိုင်ဖို့ရန်အတွက်ဖခင်ကဘယ်လောက်ထိဝန်တာရှိမလဲဒီသင်ကိုသင်လုံခြုံခြင်းနဲ့ဖခင်ကသင်ကိုပို့ပြီးတော့လုံခြုံစေခြင်းတယ်သင်ကာကွယ်ဖို့ရန်အတွက်ရှာတာဖခင်ကသင်ကိုကာကွယ်ပေးဖို့ရန်အတွက်အမြဲတမ်းရှာနေဆိုမမေ့ပါနဲ့ဖခင်ကသင်ကိုလုံခြုံခြင်းနဲ့ပို့ဆောင်ပေးနေတယ်ဖခင်ကလူကိုကောင်းကြီးပေးတဲ့အခါမှာအဲ့ဒီကောင်းကြီးထဲမှာကြွယ်ဝခြင်းကောင်းကြီးပါတယ်ကျမ်းမာခြင်းကောင်းကြီးပါအဲ့လိုမျိုးလုံခြုံစေခြင်းကောင်းကြီးမင်္ဂလာလေးပါတယ်ဆာလံခန်းကြီး91မှာကျွန်တော်တို့ကြည့်တဲ့အခါမှာဖခင်ကသူ့ရဲ့အတောင်တော်အမွေအောက်မှာလုံခြုံစွာနေရလိမ့်မည်လို့ပြောတယ်အဲ့ဒါသင်အတွက်ဖြစ်တယ်ဒီစီးပွားရေးတွေကြောင့်နိုင်ငံရေးတွေကြောင့်ကမ္ဘာကပ်ဘေးတွေကြောင့်ကျမတို့နိုင်ငံတွေရဲ့အခြေအနေတွေကြောင့်စိုးရိမ်နေရတဲ့သူတွေဖခင်သခင်ကိုဒီယုံကြည်ခြင်းကိုဒီနေ့မှာရစေခြင်းနဲ့ဒီကာကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့သင်အထက်မှာစိတ်ချမှုဖခင်ရစေခြင်းနဲ့ဒါနဲ့တော့မကောက်တဲ့အားဖြင့်လည်းဖခင်ကပတ်ဝန်းကျင်ကလူတွေ impartation ပေးခြင်းနဲ့ငါဒီသင်ကိုလုံခြုံစေမယ့်ဖခင်ဖြစ်တယ်သင် worry တွေကိုဖယ်ရအောင် Hallelujah အားလုံးပဲထိုင်ရအောင်အားလုံးပဲထိုင်ရအောင် Hallelujah သင်ဟာဖခင်သခင်ရဲ့အချစ်ဆုံးသောသူဖြစ်တယ်
ဖခင်ကသင်ကိုထိတာသူ့ကိုထိတာနဲ့အတူတူပဲသင်ဖခင်ရဲ့မျက်စံတော်ဖြစ်တယ်လို့ကျမ်းစာပြောတယ်ဒါကြောင့်မလို့ဖခင်သခင်ဒီသင်ကိုပျက်စီးခံမှာမဟုတ်ဒါကြောင့်ဖခင်ကကျမတို့ကိုသူ့ရဲ့လက်တော်နဲ့ဖုံးအုပ်ပေးထားတယ်ဖခင်ကကျမတို့ကိုထိတဲ့အခါမှာငြိမ်ငြိမ်နေမှာမဟုတ်ဖခင်ကကျမတို့ကိုထိဖို့ရန်အတွက်ကြံစီတဲ့အရာအားလုံးကိုဖျက်ဆီးပြမှာဖြစ်တယ်ဖခင်ကကျမတို့ကိုဘာနဲ့ကာကွယ်ပေးလဲကျမဒီနေ့မှာအဲ့ဒီအရာလေး10ခုနဲ့ကျမပြောပြသွားခြင်းတာဖြစ်တယ်ဖခင်ကကျမတို့ကိုဘာနဲ့ကာကွယ်ပေးလဲကျမဒီအရာကိုကျမလေ့လာတဲ့အခါမှာကျမဖခင်သခင်ကိုအယံကျေးဇူးတင်တယ်ကျမဖခင်သခင်ရဲ့လုပ်ရက်ကိုကျမအယံအံ့ဩတယ်ကျမရဲ့ဖခင်ဟာဒီလောက်ထိတောင်မှစနစ်ကျပြီးတော့ပြင်ဆင်ထားတဲ့ဖခင်ပါလားဒါကြောင့်မလို့ကျမကောင်းကောင်းသိသွားတယ်ကျမဘေးသူမှထိလို့မရအောင်ဖြစ်တယ်ဖခင်သခင်ဟာကျမတို့ကိုကာကွယ်ပေးတယ်နံပါတ်1ဖခင်သခင်ကာကွယ်ပေးတဲ့အရာကတော့ဖခင်သခင်မျက်မှောက်တော်အပြင်ကျမတို့ကာကွယ်ပေးဖခင်ရဲ့မျက်မှောက်တော်ဆိုတာကျမတို့ခံစားချက်ကောင်းဖို့ပဲဖခင်ပေးတာမဟုတ်ဖခင်ရဲ့မျက်မှောက်တော်ဆိုရင်ဖခင်ရဲ့အတူရှိခြင်းဟာကျမတို့အတွက် defense ဖြစ်တယ်ဖခင်သခင်ရဲ့ကာကွယ်ပေးခြင်းဖြစ်တယ်ဆာလံ90အငယ်1နှစ်ကိုအားလုံးတို့ကကြည့်အောင်90ခုမြောက်သောဆာလံအငယ်1နှစ်ကိုကြည့်အောင်အမြင့်ဆုံးသောဖခင်၏ကိုယ်ကာယဌာနတော်၌နေသောသူသည်အနန္တတကုရှင်၏အရေးကိုခိုရလိမ့်မည်သာရဖခင်သည်ငါခိုလုံရာငါ၏ရေတိုင်းငါကိုးစားသောဖခင်သခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏အာမင်အဲ့ဒီမှာဖခင်သခင်ဟာကျမတို့ရဲ့ကိုယ်ကာယဖြစ်တယ်ကိုယ်ကာယဌာနလို့ပြောတယ်ဖခင်ရဲ့မျက်မှောက်တော်ဟာကျမတို့ရဲ့ကိုယ်ကာယဌာနဖြစ်တယ်ဖခင်ရဲ့မျက်မှောက်တော်ကသင်ဖခင်ရဲ့မျက်မှောက်တော်ကိုလိုက်အဲ့ဒီနေရာကသင်ကိုသူကာကွယ်ပေးထားတယ်အဲ့ဒီဖခင်သခင်ရဲ့အကွယ်ကာကအခြားနေရာနဲ့မတူဘူးဖြစ်တယ်ဖခင်သခင်ရဲ့အကွယ်ကာကအလွန်လုံးကြုံသောရေတိုက်ဖြစ်တယ်မိခင်တတာတင်သွားဝင်ရင်မိခင်တတာချင်းတူရင်အောင်မှ तू ကအစင်စစ်မတူသေးဘူးဖြစ်တယ်အချို့မိခင်တတာကမီးအရှိန်ဘလောက်ဆိုရင်မခံနိုင်တော့ဘူးဆိုတာရှိတယ်အချို့မိခင်တတာကမီးအရှိန်ဘလောက်ထိခံနိုင်တယ်ပြီးတော့ဘလို့ဖိအားတွေဘလို့ pressure တွေဘလို့နော်တိုက်တွေပြိုရင်အောင်မှ तू မပြိုဘူးနော်စသဖြင့်သူ့ရဲ့အစင်စင်ရှိတယ်အဲ့ဒီပုံမှာဈေးကလည်းအစင်စင်ကွာသွားတာဖြစ်တယ်မိခင်တက်တာတော့မိခင်တက်တာပဲဒါပေမဲ့အရန်ခိုင်ခန့်တဲ့မိခင်တက်တာဆိုရင်ကွာသွားတာဖြစ်တယ်လူတွေကသူတို့ရဲ့ဥစ္စာတွေလုံခြုံဖို့ရန်အတွက်အလောက်ထိအကုန်ကြခံပြီးတော့သိမ်းရတာဖြစ်တယ်အဲဒါ protection ဟာဘလောက်ထိဈေးကြီးလဲဆိုတော့ပြောပြချင်တာ body guard တွေသွားငါကြည့်ပါတဲ့သွားငါရင်ဘလောက်ဈေးကြီးလဲဆိုတော့သင်ယုံအောင်ယုံမှာမဟုတ်ဘူးနော်ကျမတို့ကဒီကဘာ prophet ကြီးတွေကဘာခေါင်းဆောင်ကြီးတွေကို host လုပ်တဲ့အခါမှာကျမတို့ဒီ service တွေကိုသိခွင့်ရဟာအဲ့ဒီခါမှာဘလောက်တောင်မှကုန်ကြစိတ်များလဲဆိုတော့ကျမတို့သိဝါတော်တော်မလွယ်ဘူးဖြစ်တယ်နော်တကယ်ကိုကျမတို့ထိုင်းနိုင်ငံမှာလို့ဆိုဘတ်တွေသိန်းနဲ့ချီကျမတို့ကုန်ကြတယ်နော်ဘတ်ငွေသိန်းနဲ့ချီကုန်ကြအဲ့တော့ကျမဒီမှာဗာမြန်လဲဆို ringgit ဆိုတောင်းနဲ့ချီကုန်ကြတာဖြစ်တယ်2ရက်3ရက်ကို hallelujah security company လောက်တော့မယ်လို့စဉ်းစားနေလားမသိဘူး bodyguard company လောက်တော့မယ်လို့စဉ်းစားနေဒါပေမဲ့အရင်ဆုံးတော့ weight တန်းအရင်တင်ဖို့လိုတယ်ဒါပေမဲ့နိုင်ပိုင်းလေး9ရက်နောက်မှအရင်ဈေးကြီးတယ်ဒါပေမဲ့ဖခင်ကကျမတို့ကို 24/7 hallelujah အခမဲ့ကာကွယ်ပေးထားတာဖြစ်တယ်ကျမတို့ဆီကနေသူတောင်းဆိုတာကနာခံဖို့ပဲတောင်းဆိုရင်သင်ပေးရမယ့်ဖို့ခါကတော့သူစကားကိုနားထောင်ဖို့ဖြစ်တယ်ဒါဆိုရင်ဘုရားကတဲ့ကာကွယ်ပေးမယ်အဲ့ဒီဘုရားသခင်မျက်မှောက်တော်ကအမြင့်ဆုံးသောအကာအကွယ်ဖြစ်တယ်အဲ့မိခင်တဲ့တွေဝယ်နော်ဒီလောက်ဆိုရင်တော့မီးအရှိန်ဘလောက်ဆိုရင်ခံနိုင်တယ်ဒါပေမဲ့အဲ့ထက်ကြော်သွားရင်တော့မခံနိုင်တော့ဒါဆိုပယ်လိုက်မယ်တဲ့ဒါပေမဲ့နောက်ဆုံးဈေးအကြီးဆုံးအခိုင်မာဆုံးဆိုတဲ့ဟာတော့မှဖျားသခင်လောက်မခိုင်မာနိုင်ဘူးဖြစ်တယ်။တင်းကိုအကာအကွယ်နိုင်ဆုံးဆိုတဲ့လူတွေတောင်မှဖျားသခင်လောက်တင်းကိုမကာကွယ်နိုင်ဘူးဖြစ်တယ်။ဖျားသခင်ဒီတင်းကိုကာကွယ်ပေးနိုင်တော့ဖျား။တ
တင်းကိုအမျိုးမျိုးသောဘေးအနေများနေကာကွယ်ပေးနိုင်တယ်ဒီမြေကြီးမှာနေတဲ့အခါမှာတော့ကျမတို့နိုင်ငံရေးလူမှုရေးဒီ disaster တွေရဲ့ဘေးအဲ့ဒီပြင်ကျမတို့ဒီကာလမှာဆိုလို့ရှိရင်လူတွေကစိတ်ပိုင်းဆိုင်ရာမှာ PR တွေခံစားရတယ်အဲ့အတွက်စိတ်ပိုင်းဆိုင်ရာ protection တွေလိုတယ်ဒီနေ့ဖျားတခင်တကိုးတော့တင်းကိုစိတ်ပိုင်းဆိုင်ရာလည်းကာကွယ်ပေးနိုင်တာဖြစ်တယ်ဒီခေတ်မှာအခုဆိုလို့ရှိရင်ကာလနာတွေတော့များလာတယ်ကျမတို့နော် COVID-19 တို့လိုမျိုးကူးစက်တဲ့ယောဂါတွေ TB ယောဂါဟုတ်လားစသဖြင့်ယောဂါတွေအမျိုးမျိုးပေါ်လာဒီခေတ်ကြီးမှာဒါပေမဲ့ဖျားသခင်ကတင့်ကိုကာကွယ်ပေးနိုင်တယ်ယောဂါများကနေဟာလေလုယာအခုကမှကျမတို့ဟာငါတို့ပစ္စည်းဘယ်သူတွေများခိုးသွားမလဲတခိုးတွေကိုကြောက်ရတဲ့သူတွေလည်းရှိရဲ့တင့်ကိုအမျိုးမျိုးသောဘေးများကနေဖျားသခင်ရဲ့မျက်မှောက်တော်ကကာကွယ်ပေးနိုင်တယ်အမြင့်ဆုံးသောဖခင်ဤကိုယ်ကာယဌာနတော်၌နေတော်သူတွေဖြစ်ရအောင်ဖခင်ကမျက်မှောက်တော်ဟာကိုယ်ကာယဌာနဖြစ်တဲ့သင်တို့အာမင်လူတွေကကာကွယ်ကိုပြင်ဆင်ကြတယ်ဒါပေမဲ့ကျမ်းစာပြောတယ်ထာဝရဘုရားသည်အိမ်ကိုစောက်တော်မမူလင်စောက်တော်သူတို့သည်အချင်းဤဖြစ်ကြ၏ထာဝရဘုရားသည်မြို့ကိုစောင့်တော်မမူလင်ကင်းဆောင်တို့သည်အချင်းဤဖြစ်ကြ၏မိတ်ဆွေစဉ်းစားကြည့်ပါကျွန်တော်ဖခင်သခင်သာမဆောင်ပေးဘူးဆိုရင်ဘလောက်ပဲသင် body ကတွေငါဘလောက်ပဲသင်မိကန်တက်တာတွေထားဘလောက်ပဲသင်အိမ်တကားတွေ lock တွေအထက်ခတ်ဘလောက်ပဲ mask တွေအုပ်မလုံးချုံမှုဖြစ်တယ်အမေဖခင်သခင်ကသူ့ရဲ့မျက်မှောက်တော်နဲ့သင်ကိုစောင့်ရှောက်တဲ့အခါမှာသင်ဘဝလုံးချုံရတဲ့ခွင့်ကိုရမှာဖြစ်တယ် hallelujahဘုရားကိုကျမတို့ယေရှုတင်မိုးရန်အတွက်လို့ဒီလောက်မလုံးချုံတဲ့ကဘာကြီးမှာဘုရားသခင်ကသင်နဲ့ကျမကိုလုံးချုံရတဲ့အခွင့်ကိုဘုရားသခင်ပေးတယ်ယောရှုဟာကျမ်းစာထဲမှာဘုရားသခင်ကြီးမားစွာသောလုံးချုံခြင်းကိုခံစားရတဲ့သူဖြစ်တယ်သူဟာတကယ်တော့စစ်သူကြီးတစ်ယောက်ဖြစ်ပါတယ်သူဟာတကယ်တော့စစ်သူကြီးဖြစ်တဲ့အတွက်အရင်လဲသူကနော်အုံနောက်ညံနဲ့ strategize လုပ်ပြီးတော့ဘေးအရာမဆို view ဟာနဲ့လုပ်ရတဲ့လူတစ်ယောက်ဖြစ်တယ်အရာမှာ risk control လို့ပြောတဲ့နော်တတ်နိုင်သမျှအနေရတွေကိုရှော့ချနိုင်မဲ့နီးလန်းတွေကိုခေါင်းဆောင်တစ်ယောက်အနေနဲ့စဉ်းစားရတာဖြစ်တယ်သူကဒါပေမဲ့တခါတလေမှာကျမတို့အချို့အရာတွေအနေရတွေကမကြုံချင်လဲကြုံရတဲ့ချိန်ရှိရဲ့ဥပမာဣသရေလလူတွေကိုဘုရားသခင်ယော်ဒန်မြစ်ကိုဖျက်ခိုင်းတဲ့အခါမိတ်ဆွေအဲ့ဒီအနေအရင်များတဲ့ကိစ္စဖြစ်တယ်။ခေါင်းဆောင်တယောက်အနေနဲ့ तू ဘယ်လိုစဉ်းစားမလဲ။ငါလူတွေကငါယော်ဒန်မြစ်ကိုဘယ်လိုကြော်ခိုင်းရမလဲ။ risk အနေဆုံးနီလန်းကိုငါတို့လုပ်မယ်ဆိုလို့ရှိရင်လေဟလာဥပမာဆိုပါဆိုတရားဆောင်မယ်။ဒါဆိုရင်နည်းနည်း risk နည်းတယ်။အနေရတိတ်မမြောင်။အမို့လေလူတွေအားလုံးကိုလှေနဲ့ကူးခိုင်းမယ်။ဒါဆိုရင်လေအနေသိမ့်မမြောင်ဒါပေမဲ့ဖယားခင်တို့ဘာလုပ်ခိုင်းလဲတရားလည်းမဆောက်ခိုင်းဘူးလေလည်းမဆောက်ခိုင်းဘူးရေထဲကိုအားလုံးကိုဆင်းခိုင်းတယ်ဟာလေလုယာအဲ့ကျမတို့ဖယားခင်တခါတလေကြရင်ကျမတို့ကိုအံ့ဩဖွယ်ရာအလုပ်တွေလုပ်ခိုင်းတတ်တယ်အာမင်သင်ကတော့မလုပ်ချင်သင်တော့မကြိုးစိုးဘူးဖြစ်တယ်သင်ကတော့တနိုင်သမျှအတိုင်းလူဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့မှာ saving plan တွေရှိရယ် safety plan တွေရှိတယ်တနိုင်သမျှအတိုင်းအနေမဖြစ်ဖို့ဘယ်လိုလုပ်ရမလဲဆိုအစီအစဉ်တွေရှိရယ်ရှိသင့်ပါတယ်ပညာရှိတဲ့လူဖြစ်တဲ့အတွက်ကြိုတင်ပြင်ဆင်ကြတယ်ကောင်းတယ်ဒါပေမဲ့ဘဝမှာသင်မတင်ထားတဲ့ခြေနေမျိုးယောရှုလိုမျိုးသင်ကြုံရမယ်ဆိုရင်ဒါမှမဟုတ်မောရှေလိုမျိုးအနောက်မှာအေဂုရုလူတွေကလိုက်လာပြီအရှိမလည်းပင်လယ်ကကာထားတယ်အခုမှစပြီးတရားဆောင်မယ်ဆိုလည်းမမီတော့ဘူးအခုမှစပြီးလေဆောင်မယ်ဆိုလည်းမမီတော့ဘူးအဲ့ဒီအချိန်နေမှာဖယားသခင်ကအန်ဒီယေကိုကြုံခိုင်းတာတော့မဟုတ်ဒါပေမဲ့ဖယားသခင်ကအဲ့ဒီအထဲထဲမှာပဲလေတင့်ကိုကာကွယ်ပေးနိုင်ကြောင်းပြသမယ်ဖယားဖြစ်တယ်ဟာလေလုယာကျမတို့မြန်မာလူမျိုးတွေမလေးရှားမှာနေတဲ့အခါမှာဒီသတင်းစကားကိုသေချာသိဖို့ရန်အတွက်လိုတယ်ဖယားသခင်ကတင့်ရဲ့ကိုယ်ကာယမျိုးယုံဖြစ်လိမ့်မယ်ဖယားသခင်ကတင့်ရဲ့ရဲတိုင်းဖြစ်လိမ့်မယ်
အဲ့ဒီယော်ဒန်မြစ်ကြီးကိုသူတို့တွေ့တဲ့အခါမှာဖခင်ကပြောတယ်ယောရှုမင်းကငါလောက်ခိုင်းမဲ့ပုံစံကဘာလဲဆိုရင်ယော်ဒန်မြစ်ကိုယေဘရဟိတ်ကိုအရင်ဦးဆုံးဆင်းခိုင်းပါယေဘရဟိတ်ကိုဆင်းပြီးတော့ဗြိညင်တက်တာကိုထမ်းပြီးတော့ယေဘရဟိတ်အဖွဲတွေကအရင်ဦးဆုံးဆင်းပါအဲ့လိုဆင်းတဲ့အခါမှာရေတွေကကွဲအပ်သွားလိမ့်မယ်ဝေါဆင်းမှပဲကွဲအပ်မှဖြစ်တယ်မဆင်းခင်မကွဲဘူးဒါလည်းအနေများတဲ့ကိစ္စဖြစ်တယ်သိပါသလားကောင်းဆောင်တရားနေနဲ့ကျမသာဆိုရင်ကိုရောလို့မလုပ်ခိုင်းရဘူးနော်မိဘတရားနေနဲ့ဆိုရင်ဆိုလဲကိုရောအရင်အနေများလို့နဲ့ကိစ္စဖြစ်တယ်မျောပါတော့ရင်ဘယ်လိုလုပ်မလဲယော်ဒန်မြစ်ကအလွန်ရိပ်စီးတန်တဲ့အချိန်ဖြစ်တယ်တဲ့ဒါပေမဲ့ဖျားသခင်ရဲ့ကိုယ်ကခြင်းဟောဒီမှာကျမတို့မြင်တွေ့ရတာဖြစ်တယ်ဟာလေလုယာအဲ့ယောရှုရဲ့အောင်မြင်ခြင်းကိုကျမတို့ကြည့်ရဲ့အခါမှာယောရှုရဲ့အောင်မြင်ခြင်းကသူစစ်တိုက်တာတော်လို့ပဲလည်းမဟုတ်ဘူးဟုတ်ပါတယ်သူတော်ပါတယ်ဒါပေမဲ့အဲ့ဒါကြောင့်ပဲလည်းမဟုတ်ယောရှုရဲ့အောင်မြင်ခြင်းကသူစကားပြောတဲ့အခါအရန်ကျယ်လို့ဆိုတဲ့အရာကြောင့်ပဲမဟုတ်ဘူးကျမတို့ထင်တာတော့စကားပြောနေနေကျယ်တယ်ဆိုရင်လူတွေပို့ပြီး attention ပေးတယ်charisma ရှိတယ်ဒါကြောင့်မလို့ तू ကပိုအောင်မြင်မယ်ဒါကျမတို့ထင်တာဖြစ်တယ်ဒါပေမဲ့ကျမတို့လူတွေတိုင်းတာတဲ့အရာတွေကတကယ်အောင်မြင်ခြင်းလိုအပ်ချက်ဟုတ်ချင်မဟုတ်မှာယောရှုရဲ့အောင်မြင်ခြင်းလိုအပ်ချက်ကဘာလဲဆိုသူ့ရဲ့ဖျားသခင် instruction ကိုဖျားသခင်ရဲ့နီးလန်းကိုအတိအကျလိုက်နာခြင်းဖြစ်တယ်ဖျားစကားကိုလုံးလုံးနားထောင်ခြင်းကသူ့ကိုလုံခြုံစေတာဖြစ်တယ်ညီကောင်မတို့ဒီကာလမှာသင်ကိုလုံခြုံစေမယ့်အရာကဖျားစကားကိုတိကျစွာနားထောင်ခြင်းဖြစ်တယ်ဖျားစကားကိုနားထောင်တဲ့အခါမှာအန်ဒီယေတွေကိုသခါတလေပြေးပြီးတော့ကြိုးသလိုတောင်ဖြစ်ကောင်းဖြစ်နေလိမ့်မယ်အဲ့လိုပြောလို့တဲ့အန်ဒီယေတွေကိုလိုက်ရှာပါလို့ကျွန်မမဆိုလို့ဒါပေမဲ့ဖျားစကားကိုသင်နားထောင်တဲ့အခါမှာအဲ့လိုအခြေအနေဖြစ်ရင်တော့မှအဲ့ဒီအထဲမှာဖျားကသင်ကိုကာကွယ်ပေးနိုင်တယ်ဖျားဖြစ်ပြောပါငါဖျားဟာငါ့ကိုကာကွယ်ပေးနိုင်ဖို့ရန်အတွက်တတ်နိုင်တယ်ဟာလေလုယာလူနေတဲ့အကောင်းဆုံးကြံစီထားတဲ့အကြံစီတွေရှိမှာပါကောင်းပါတယ်ဒါပေမဲ့ထာဝရဘုရားမြို့ကိုမဆောင်ဘူးဆိုစောင့်နေသူတွေကအချင်းကြီးဖြစ်တယ်ကျမတို့ကိုလုံခြုံဖို့ရန်အတွက်စ조사ပြီးတော့ရှာတယ်လို့ဥပမာ body guard တွေငှားဖို့စ조사တယ်လို့အမွေတော်တွေကိုဝယ်နိုင်ဖို့ဓမ္မမွေလည်းအိမ်တလုံးကိုလုံရနိုင်ဖို့ဒီခေတ်မှာလူတယောက်အိမ်တလုံးပိုင်ဖို့တော့ဘယ်လောက်ထိစ조사လဲအားလုံးသိတယ်အိမ်တလုံးပိုင်ဖို့တော့စ조사တယ်လို့တဲ့လုံခြုံမှုအတွက်တင်စ조사တယ်အဝတ်စားတွေကဒါလုံခြုံဖို့ဝတ်တာဖြစ်တယ်လူတွေကဒါမိတ်ဆွေအဲ့ဒါတွေစ조사တယ်လို့ဖယားကိုစ조사ပြီးရှာပါလားဖယားသခင်ကိုကြတော့အလောက်ထိမရှာဘူးဖြစ်တယ်ဖယားရဲ့မျက်မှောက်တော်ကိုကြတော့အလောက်ထိအရေးကြီးရလို့မမြင်ဘူးဖြစ်တယ်ငါရဲ့လုံခြုံရေးငါရဲ့လုံခြုံမှန်ပါတယ်ဒါပေမဲ့တကယ်သင်ကိုလုံခြုံခြင်းပေးနိုင်လားအဲ့ဒီຢာတွေကမဟုတ်ဘူးသင်ကိုတကယ်လုံခြုံစေတဲ့အရာကဖယားသခင်မျက်မှောက်တော်ဖြစ်တယ်ဖယားရဲ့အတူပါရှိခြင်းကသင်ကိုလုံခြုံစေတာဖယားရဲ့အတူပါရှိခြင်းကယောနမြင့်လိုမျိုးမြင့်ရည်တွေစီးနေမြင့်ရည်စီးတန်တဲ့နေရာမှာသင်ကိုလုံခြုံစေနိုင်တယ်ဒီလောက်ခိုင်မာတဲ့လုံခြုံစေတော်သူဒီဘာကြောင့်ဘဝမှာစ조사ပြီးတော့မရှာရလဲဘုရားသခင်ကဒီနေ့သင်ကိုကာကွယ်ပေးခြင်းတယ်သူမျက်မှောက်တော်ကသင်ရဲ့တကယ် firm foundation အခိုင်ခန့်ဆုံးသောအုတ်မြစ်ဖြစ်တယ်ယောရှုနဲ့အဖွဲ့တွေကကြည့်တဲ့အခါမှာအရန်ကိုမြစ်မားလွန်းတယ်ယေရီခေါဟာအရန်ကိုခိုင်ခန့်တဲ့မြို့ဖြစ်တယ်ဒါပေမဲ့မိတ်ဆွေသိလားဘုရားသခင်ပြောတယ်အဲ့ဒီယေရီခေါမြို့ကြီးကိုဖြိုချရမယ်ဒီဘုရားသခင်သင်ကိုလုတ်ခိုင်းတဲ့အရာတွေလွယ်မှာတော့မဟုတ်ရန်သူတွေကအနည်းဆုံးမှာဖြစ်တယ်ယေရီခေါမြို့ထဲမှာမြို့သားတွေရှိတယ်အဲ့မြို့သားတွေကအလွန်အင်အားကြီးတဲ့သူတွေစစ်လက်နက်တွေနဲ့ပြည့်စုံတဲ့သူတွေသူတို့မြို့ရိုးကအရန်ကိုခိုင်ခန့်တယ်တဘောဘာလဲဆိုအဲ့ဒီမြို့ဟာခင်မီဖွံ့ဖြိုးတဲ့မြို့ဖြစ်တယ်အဲ့ဒီမြို့ဟာ
စစ်လက်နက်တွေနဲ့ကျွေဝါတဲ့မြို့ဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကြိုပြောပြီးသားဣသရေလလူတွေသင်တို့တိုက်ရမယ့်လူတွေကသင်တို့ထပ်ပူကြီးရဲ့ဝါဘယ်လောက်ခွန်အားရစရာရှိလဲကြိုပြီးတော့ပြောပြီးသားမင်းတို့ထပ်ပူကြီးရဲ့နော်မင်းတို့ထပ်ပူအင်အားများတယ်နော်လူနေနဲ့ကြည့်မယ်ဆိုရင်စိတ်တကြစရာပဲဘယ်လောက်ခွန်အားရလဲကိုတိုက်မဲ့ရန်သူကိုထက်ကြီးတယ်တဲ့ဘုရားကိုယ်တိုင်ပြောတာသူများပြောတာတော့မဟုတ်ဘုရားကိုယ်တိုင်ပြောတာဒါပေမဲ့သူတို့ရဲ့အောင်မြင်ခြင်းကလက်နက်တွေကြောင့်မဟုတ်ဘူးသူတို့ရဲ့အောင်မြင်ခြင်းကလူအင်အားကြောင့်မဟုတ်ဘူးသူတို့ရဲ့အောင်မြင်ခြင်းကဘုရားသခင်ကြောင့်ဖြစ်တယ်ဘုရားသခင်ပြောတဲ့ဣသရေလလူတွေကိုဒီမြို့ရိုးကိုသင်တို့ပတ်ရမယ်သူတို့ရဲ့အောင်မြင်ခြင်းကဘုရားသခင်နီးလန်းမှာဖြစ်တယ်ဘုရားစကားကိုနားထောင်ခြင်းကဘုရားမျက်မှောက်တော်ကိုသူတို့ဘဝမှာနေရာပေးခြင်းဖြစ်တယ်ဘုရားတူပါတဲ့အတွက်ကြောင့်မလို့မြို့ရိုးကြီးကပြိုကျသွားယေရီခေါမြို့ရိုးကြီးပြိုကျတာကသူတို့ online လို့ပဲမဟုတ်သူတို့အတန်အရန်ကျယ်လုံးလို့ကြောက်တွေကတုံပြီးကျလာတာလည်းမဟုတ်ဘူးဘုရားရဲ့တကိုးတော်အပြင်ပြိုကျလာတာဖြစ်တယ်ဒီသင်ဘဝမှာဘုရားတကိုးတော်လှုပ်ရှားတာမြင်ချင်ပါသလားဒီသင်ဘဝမှာဘုရားတကယ်တကိုးတော်ထင်ရှားတာမြင်ချင်ပါသလားဘုရားမျက်မှောက်တော်ရှိတာမြင်ချင်ပါဘုရားစကားကိုနားထောင်ပါမိတ်ဆွေအဲ့ဒါကသင်ရဲ့လုံခြုံတဲ့ကိုယ်ကာယခြင်းဖြစ်တယ်လူတွေရဲ့လုံခြုံပါတယ်ဆိုတဲ့အကွက်ကားတွေမြို့ရိုးတွေတောင်မှမခံနိုင်ဘူးဘုရားသခင်လုံခြုံစေတဲ့သူဟာဒီနေ့လုံခြုံလိမ့်မယ်ဘုရားသခင်ရဲ့မျက်မှောက်တော်ပါတယ်ဆိုရင်ပင်လယ်တွေကကိုယ်ရတယ်ဘုရားမျက်မှောက်တော်ပါတဲ့လူဟာမြို့ရိုးတွေဖြိုချနိုင်တယ်ဟာလေလုယာအဲ့ဒါမှကျွန်တော်တို့ကကိုယ့်ရဲ့ဇာတိရဲ့ကာကွယ်နိုင်မှုအပေါ်မှာပဲမရက်တည်ပါနဲ့မိတ်ဆွေဒီလိုပြောလို့ပညာမဲ့ဆိုတာနေပါလို့ကျွန်မမဆိုလိုပါဘူးဒါပေမဲ့အဲ့ဒီအပေါ်မှာပဲမမူတည်နေနောက်ဆုံး final call ကတင်းလောကရဲ့ security တွေမဟုတ်နောက်ဆုံးတကယ်တင်းကိုလုံခြုံစေတဲ့ຢာကဘုရားသခင်ပဲဖြစ်တယ်ဘုရားသခင်လွဲပြီးတော့တင်းကိုလုံခြုံစေနိုင်တဲ့ຢာမရှိဘူး hallelujah အော်စရာကောင်းတဲ့ဘုရားရဲ့လက်တော် hallelujah ဘုရားရဲ့မျက်မှောက်တော်ဟာတင့်ကိုလုံခြုံစေတဲ့နေရာဖြစ်တယ်ဣသရေလလူတွေမှာလက်နက်မရှိဘူးဣသရေလလူတွေမှာလူအင်အားတွေမရှိဘူးသူတို့တိုက်ရတဲ့ရင်သူတို့ထပ်ပိုကြီးရယ်ဒါပေမဲ့မိတ်ဆွေသိလားဘုရားသခင်ကအဲ့လိုမျိုးတစ်ခါတလေမှာကျမတို့ကို disadvantage ဆိုရဲသူများထက်တောင်မှအားနည်းနေတယ်လို့မျိုးဖြစ်နေတဲ့အခြေအနေဘုရားပို့ပေးတတ်တယ်ဒါပေမဲ့အဲ့လိုပြောလို့သင်အားနည်းနေတိုင်းသင်မနိုင်မှာမဟုတ်သူများကကိုယ့်ထက်ပညာတတ်တိုင်းသင်ကသူ့ထက်မအောင်မြင်ဘူးလို့ဘယ်သူပြောလဲသူများသင်ထက်ပိုပတ်စံရှိနေတိုင်းသင်သူ့ထက်မအောင်မြင်ဘူးလို့သင်ဘယ်သူပြောလဲသူများသင်ထက်ပိုအတွေ့အကြုံရှိတိုင်းသင်မအောင်မြင်ဘူးလို့ဘယ်သူပြောလဲကျမအများကြီးမြင်ဘူးတယ်ဘွဲရပြီးတော့လမ်းဘေးမှာအိတ်နေတဲ့လူတွေအများကြီးကျမမြင်ဘူးတယ်ဘွဲမရဘဲနဲ့အောင်မြင်နေတဲ့သူတွေလည်းအများကြီးမြင်ဘူးတယ်Mark Zuckerberg ဆိုရင်ဘယ်နေရာမှာဘွဲမရအောင်တက်ကတော်တက်ရင်တဝက်မှာ तू ကဒီ Facebook ကို तू စလုပ်ပြီးအောင်မြင်သွားတာဖြစ်တယ်ဘွဲတော့မရအောင်ဒါပေမဲ့ဘွဲရပြီးတော့စိုက်ကားနေနေတဲ့လူတွေလည်းရှိရဲ့ဒါမှမဟုတ်ဘွဲရတာမရတာကတင့်ကိုအောင်မြင်စေတာမဟုတ်ပတ်စံရှိတာမရှိတာတဲ့အောင်မြင်စေတာမဟုတ်အဲ့လိုပြောလို့ပတ်စံမရှိပါနဲ့လို့ကျွန်မမဆိုလို့ဒါပေမဲ့တင်းချက်သူများကအားကြီးနေတိုင်းတင့်ကိုဘုရားတခင်ရှုံးနေစေမှာမဟုတ်တင်းကိုလုံခြုံစေတော့သူကဘုရားသခင်ဖြစ်တယ်ဟာလေလုယာဒီကနေ့တလောကနော်ဆရာဂျိုရှွာအာဖရိကသွားတော့သူရဲ့ service ကိုကျွန်မကြည့်တော့ Robert Kanyaka ဆိုတဲ့ဆရာကြီးကဘာပြောလဲဆိုရင်မီးလောင်နေတယ်တဲ့အခုကမ္ဘာမှာနေရအမျိုးမျိုးမှာEurope မှာလည်းမီးလောင်နေအရာဖြစ်တယ်
ကြီးတဲ့ယူရိုမှာမီးလောင်တဲ့အခါမှာတဲ့မီးကိုတတ်တာလေမြန်ဟယ်လီကော်ပတာနဲ့မီးတတ်တာဝါနော်ကျမတို့လည်းတခါမကြားဘူးတောမီးလောင်တော့မီးတတ်တာသူတို့ကဟယ်လီကော်ပတာနဲ့မီးတတ်တာအခု Israel မှာလည်းလောင်တယ်နော်ပြီးခဲ့တဲ့တလုံးမှာလောင်တယ်သူတို့မီးတတ်တဲ့ပုံစံတွေကထူးထူးဆန်းဆန်းနေပဲသူဘာပြောလဲဆိုအာဖရိကတဲ့မီးလောင်မဲ့အထဲမှာအာဖရိကလည်းပါတယ်အာဖရိကမီးလောင်ရင်တော့တဲ့အဲ့လိုဟယ်လီကော်ပတာနဲ့ရေဖြန်းဖို့အတွက်ဟယ်လီကော်ပတာလည်းမရှိဘူးတဲ့နင်တို့မှာစပိန်တောင်ရှိတာမဟုတ်ဘူးတဲ့ပြောမယ်ဆို disadvantage ဖြစ်တယ်သူများနဲ့ရှင်မယ်ဆိုရင်အများကြီးအားနေတယ်ဘလို့လုံးချုံနိုင်မလဲသူများတွေကလောင်ရင်နိုင်ငံကတခါတဲ့ဟယ်လီကော်ပတာနဲ့တောင်လိုက်ပြီးတော့ရေဖြန်းပေးတာနင်တို့ကလောင်ရင်စပိန်နဲ့တောင်လိုက်ဖြန်းပေးမယ်လို့မရှိဘူးပြေးမယ်ဆိုရင်လည်းကိုချစ်တော့နေတာကိုပြေးဖို့ပဲရှိရယ်အဲ့တော့ဘာပြောလဲဆိုတော့ဒါပေမဲ့အဲ့လိုပြောလို့နင်တို့တော့မျောလင်းခြင်းမမဲ့ဘူးတဲ့အဲ့တော့ဝိညာဉ်မီးလောင်ဖို့တောင်းပါတဲ့ဖခင်အာမင်ဝိညာဉ်မီးလောင်မယ်ဆိုရင်တော့အဲ့ဒီတောမီးတွေလောင်မှာမဟုတ်ဘူးတဲ့သူကပြောတယ်ဝါတင်းကျမတို့ကသူများထက်ငါတို့ကအားနေသူများလိုကားမရှိဘူးဟာသူများလိုလေယာဉ်မြန်ဟယ်လီကော်ပတာမရှိဘူးဒါပေမဲ့ဘုရားခင်ဝိညာဉ်ရေးရမှာအမြဲတမ်းနီးလန်းရှိဟာလေလုယာအာမင်အတင်းပြောမယ်ငါမသူများလို passport မရှိဘူးငါမသူများလိုကားမရှိငါဒါပေမဲ့တင်မအမြဲတမ်းမှာဝိညာဉ်ရေးရ advantage ရှိရဘုရားကတင်တော့ပြင်ဆင်ပေးလိုက်မယ်ဣသရေလလူတွေအတွက်အကာအကွယ်သူများတွေလိုမျိုးရိုးတွေမို့ဣသရေလလူတွေအကာအကွယ်ကဖယားသခင်ကိုယ်တိုင်ပင်ဖြစ်တယ်။တင်းကိုလင်းမြန်စေမယ့်အရာကဖယားခင်ကိုယ်တိုင်ပင်ဖြစ်တယ်။တင်းကိုလုံခြုံစေမယ့်သူကဖယားခင်ကိုယ်တိုင်ပင်ဖြစ်တယ်။အာမင်။အဲ့မလောကသားတွေနဲ့ရှင်ပြီးတော့တင်းကိုသင်စဉ်းစားဖို့မို့တင်းဖယားသား။ဟာလေလုယာ။အမေကျွန်တော်တို့စီမှာဝိညာဉ်ရေးရ asset တော့ရှိဖို့ဝိညာဉ်ရေးနဲ့ပတ်သက်ပြီးတင်မှာတကယ်ရှိဖို့တော့လိုဖယားစကားတကယ်နားထောင်နေတဲ့လူဖြစ်ဖို့တော့လိုဖယားနဲ့အတူသွားနေတဲ့သူဖြစ်ဖို့လိုတယ်ဖယားမျက်မှောက်တော်သိဆောင်နေတဲ့သူဖြစ်ဖို့လိုတယ်အာမင်ဣသရေလလူတွေဖယားခင်ကသူ့ရဲ့မျက်မှောက်တော်နဲ့ကာကွယ်ပေးတယ်မိတ်ဆွေသိလားပျောက်သောသားကအဖေရဲ့မျက်မှောက်တော်ကနေထွက်တာနဲ့သူ့ဘဝမှာရန်သူမျိုးစုံလာတော့တာဖြစ်တယ်သူစီကိုဘာရန်သူတွေလာလဲစင်ရင်ချင်းရန်သူတွေလာတယ်ရှိသမျှအမွေတွေအကုန်ကုန်သွားတယ်ခိုးတဲ့ရန်သူတွေလာတယ်ပြုံးတီးတဲ့နတ်ဆိုးတွေလာတယ်နောက်ဆုံးမှသူ့ဘဝကဝတ်စားတဲ့အစာအောင်စားခြင်းမတက်ဖြစ်တယ်နတ်ဆိုးအမျိုးမျိုးညှင်းဆဲခြင်းခံရအဖေရဲ့မျက်မှောက်ကနေထွက်သွားတယ်ဒါကြောင့်တင်းလုံခြုံခြင်းပတ်စံအများကြီးရှိခြင်းမဟုတ်ပျောက်တော့တောင်းမှာပတ်စံအများကြီးနဲ့ထွက်သွားတာအမေသူ့ရဲ့လုံခြုံခြင်းကအဖေရဲ့မျက်မှောက်ဖြစ်တယ်ဒါကြောင့်သူ့အဖေရဲ့အိမ်ကိုပြန်လာတာနဲ့လုံခြုံခြင်းစပြီးတော့ခံစားရတယ်အိမ်ပြန်ရတယ်နေစရာပြန်ရတယ်အဲ့ဒီပြန်စိတ်ပိုင်းဆိုင်ရာလုံခြုံခြင်းခံစားရတယ်အဖေကသားဆိုပြီးတော့သူ့ကိုဖတ်တယ်dignity ပြန်ရတယ်လက်စွပ်တွေခြေနှင်းတွေဝတ်ယုံတွေသူ့ဖြစ်ချင်နေရအရိုက်ရအားလုံးကိုပြန်ရတယ်လုံခြုံခြင်းကဘာမှရှိရလဲဖခင်မျက်မှောက်တော်မှာဖြစ်တယ်ဖခင်ကတင်းကိုသူ့ရဲ့မျက်မှောက်တော်ထဲမှာလုံခြုံခြင်းပေးခြင်းတယ်မျက်မှောက်တော်ရဲ့ပြင်ပမှာတင်းရဲ့လုံခြုံခြင်းကိုမရှာပါနဲ့ဖယားတကယ်မျက်မှောက်တော်ကိုစ조사ပြီးရှာပါလောကမှာလုံခြုံခြင်းတင်စ조사ရှာတယ်လို့မျက်မှောက်တော်ကိုရှာမယ်ဆိုရင်ကျွန်မတကယ်ပဲခံစားရတယ်သင်ကိုဘယ်သူကမှထိလို့မရတော့ဘယ်နဲ့ဆိုမှထိလို့မရဟာလေလုယာဒီမှာငါဖယားကိုရှာမယ်ဟာလေလုယာအမနဲ့တင်တအကာကွယ်ဖယားခင်စကားဖြစ်တယ်ဖယားရဲ့နှုတ်ကပတ်တော်ကသင်အတွက်အကာအကွယ်ဖြစ်တယ်နှုတ်ကပတ်တော်ဆိုဖယားခင်ဥပရိသလည်းပဲဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုဖယားခင်ဒီထဲမှာလှုပ်တဲ့အရာနဲ့မလှုပ်တဲ့အရာတွေပြောထားတယ်ဒါအသင်ကိုကာကွယ်ပေးဖို့ရန်အတွက်ဖြစ်တယ်ကျမတို့ပစ္စည်းတစ်ခုကိုဝယ်တဲ့အခါမှာ do and don't အမြဲတမ်းပါတယ်
ဒီပစ္စည်းကိုဘယ်လိုသုံးရင်ရတယ်ဘယ်လိုမသုံးရဘူးဆိုတာဥပမာဒီဂီတာကိုရေထဲထည့်လို့မရအောင်ဖြစ်တယ်ဒီပီယိုနိုကိုရေထဲမှာတီးလို့မရအောင် waterproof မဟုတ်ငါဘာဖြစ်စမ်းသက်ကြည့်မယ်ဆိုတော့မလုံးနဲ့ do and don't ဆိုတာပါတယ်အဲ့ဒီ manual ဆိုတဲ့စာအုပ်ကိုဖတ်ရတယ်အဲ့ဒါကိုမဖတ်ဘဲနဲ့ကျမတို့လှုပ်ချင်တာလှုပ်လို့မရဘူးဖြစ်တယ်ဒီနေ့ကျမတို့ဘဝရဲ့ manual ကနှုတ်ကပတ်တော်ဖြစ်တယ်ဒီနှုတ်ကပတ်တော်ကကျမတို့ဘာလုပ်ရမယ်မလုပ်ရဘူးဆိုတာပြောပြပြီးသားကျမတို့ကဒါကိုစူးစမ်းပြီးတော့ဖတ်ဖို့ရန်အတွက်လိုတယ်အဲ့ဒီဥပဒေသားကိုလိုက်နာရင်သင်ကအကာအကွယ်ခံစားပြီးသားဖြစ်တယ်ဟာလေလုယာကောင်းကင်တမန်တွေတော့သင်ကိုလာကာကွယ်ပေးစရာမလိုဒီစကားကိုနားထောင်ရင်သင်ကာကွယ်ခြင်းခံစားရပြီးသားဖြစ်တယ်ခန္ဓာခရိယန်တွေကကျမ်းစာဖတ်ဖို့ပြင်းတယ်ပြောရင်လည်းမလုပ်ပြန်ဘူးပေးရင်တော့ဆုတောင်းပေးပါဆရာမကောင်းကင်တမန်တွေကြွယ်ကာပါယေရှုနာမနဲ့ကြွယ်ကာတယ်ဖျားသခင်သင်ကိုသိစေခြင်းနဲ့နှုတ်ကပတ်တော်ကသင်ကိုကာကွယ်ပေးဖို့အတွက်ပေးထားပြီးသားဖြစ်တယ်အဲ့လိုပြောလို့နှုတ်ကပတ်တော်ခေါင်းပေါ်တင်ပြီးလျှောက်သွားမယ်လို့ကျွန်မဆိုလိုတာမဟုတ်နှုတ်ကပတ်တော်ကပြောတဲ့အတိုင်းအသက်ရှင်ဖို့ဖြစ်တယ်ဒီတိုင်းသင်သက်ရှင်မယ်ဆိုသင်ဘဝမှာကာကွယ်ပေးခြင်းခံစားရမယ်ဆရာယူဘတ်အင်ဂျယ်ကတရားဟောကြားတဲ့ပုံမှာဒီလိုပြောပြတယ်သူနဲ့သူတပည့်တွေနဲ့အတူတူကားစီးရဲ့ကားစီးတဲ့အခါမှာ तू ကကပတ်ပတ်ထားရင်သူတပည့်တွေကကပတ်မပတ်ထားဒါနဲ့ तू ကပြောတယ်နင်တို့ငါထပ်ပို့ပြီးယုံကြည်ခြင်းရှိတာလားတဲ့နော်ဘာဖြစ်လို့လဲဆိုဆရာတော်မှကပတ်ပတ်တယ်ကားပေါ်တက်လို့ရှိရင်ကပတ်ပတ်ရမယ်ဆိုရယ်စီကန်းရှိရဲ့အဲ့ဒါမလို့ဆရာတော်မှကပတ်ပတ်တယ်ဒါပေမဲ့အနောက်ကလူတွေယုံကြည်ခြင်းပို့ရှိလို့လားမသိတယောက်မှကပတ်မပတ်ဒီနေ့ငါတို့နေမရောက်သေးဘူးဆိုပြီးတော့နော်အချို့လူတွေကအဲ့လိုရှိရဲ့အဲ့တော့ तू ဘာပြောလဲဆိုအဲ့ဒါနဲ့မင်းတို့ယုံကြည်ခြင်းရှိတာမဟုတ်ဘူးအဲ့ဒါမင်းတို့ foolish ဖြစ်တာတဲ့နော်မင်းတို့မိုက်မဲတာဖြစ်တယ်အချို့လူတွေကဖခင်ရဲ့နှုတ်ကပတ်တော်ကိုလိုက်မလို့ဘူးသူနေရာနဲ့သူလုပ်ရမယ့်အရာတွေရှိတယ်ဟာလေလုယာဖခင်ကဥပဒေသားတွေကိုလိုက်နာဖို့လိုအပ်တယ်ငွေချင်းနဲ့ဆိုင်တဲ့ဥပဒေသားတွေလိုက်နာဖို့လိုတယ်ဖခင်ကနှုတ်ကပတ်တော်တွေမှာပြောထားတယ်စေဖို့တဖို့ကိုဖခင်ကအိမ်တော်တွေကိုစားစရာရှိဖို့ရန်အတွက်ပေးပါဒါဆိုကိုက်စားတတ်တဲ့အကောင်တွေကိုငါဆုံးမမယ်ငါကာကွယ်ပေးမယ်ဒါဖခင်ကဥပဒေသားဖြစ်တယ်ကောင်းကင်တမန်တွေဆေလွတ်ပြီးကာကွယ်ပေးပါလို့သင်အိုးစရာတော့မလိုသင်စေဖို့တဖို့ပေးတာနဲ့ဖခင်ကသင်ရဲ့ငွေကြေးကိုကာကွယ်ပေးမှာဖြစ်တယ်ဒါသူရဲ့ဥပဒေသားဖြစ်တယ်အာမင်တမန်ကျမတို့ကအဲ့ဒီဥပဒေသားကိုမလိုက်နာဘူးယုံကြည်ခြင်းပို့ရှိနေတာယေရှုထက်တောင်ပို့ပြီးယုံကြည်ခြင်းရှိတဲ့သဘောမှရှိတယ်ဖခင်သခင်ထက်တောင်ပို့ပြီးတော့ယုံကြည်ခြင်းရှိတယ်အသင်ကိုတင်နှုတ်ကပတ်တော်ကိုလိုက်နာခြင်းကသင်ကိုကာကွယ်ပေးပြီးသားဖြစ်တယ်ဖခင်စကားနားမထောင်ခြင်းကကျမတို့ပေါ်နေအကာအကွယ်ကိုကျမတို့ကိုယ်တိုင်ဖယ်လိုက်တာပဲယောရှုမစာထဲမှာအာခန်ဆိုတဲ့လူတစ်ယောက်ကဖခင်ကပြောတယ်ဒီမြို့မှာပစ္စည်းတွေကိုမယူရဘူးလို့ပြောပေမဲ့ तू ကဘာလုပ်လဲဆိုတော့အရန်ကောင်းတဲ့ဒီဖလားတွေကို तू တိမ့်ထားတယ်ရွှေတစားတွေကို तू တိမ့်ထားအဲ့ဒီခါမှာနောက်နေ့မှာဣသရေလလူမျိုးတွေကအာဣဆိုတဲ့မြို့သေးသေးလေးကိုတွားတိုက်တဲ့ခါမှာစစ်ရှုံးအဲ့ဒီယောရှုကအရန်အံ့ဩတယ်ငါတို့ပေါ်ကဖခင်ရဲ့အကွယ်ကဘေးပြောက်သွားတာလေငါတို့ဖခင်လူတွေဒီတမကကြီးမားတဲ့ရင်သူတွေကိုတော့တိုက်ခဲ့တာဒီမျိုးလောက်ကတော့သူအရင်ဆုံး spine ဆေလွတ်တဲ့ခါအဲ့ဒီလူတွေကပြောတယ်ဒီမျိုးလူအများကြီးတော့တိုက်စရာမလိုလူ3000လောက်နဲ့တွားရင်ရပြီ2000 3000နဲ့တွားတိုက်ရင်ရပြီတမျိုးလုံးတနည်းအားဖြင့်ပြောမယ်ဆိုအရန် confidence ရှိတယ်သူတို့ဘုရားလူဆိုလဲသူတို့သိတယ်ဒါပေမဲ့ protection မရှိတော့အကာအကွယ်ကပျောက်သွားပြီဖြစ်တယ်ဘာကြောင့်မို့လဲဆိုဘုရားစကားနားမထောင်ခြင်းကြောင့်ဘုရားစကားနားမထောင်ဘဲနဲ့အရန် confident နေမရှိပါနဲ့
ဖယားတကယ်နှုတ်ကပတ်တော်ကိုစန့်ကျင်ပြီးတော့ယေရှုနာမနဲ့အောင်မြင်ပြီဆိုပြီးတော့မလုံးနဲ့ကောင်းကင်တမန်တွေကာကွယ်ပြီဆိုပြီးတော့မလုံးနဲ့ကောင်းကင်တမန်တွေလာမှာမဟုတ်ဖယားစကားကိုနာခံခြင်းသင်ရဲ့အကာအကွယ်ဖြစ်တယ်ဖယားတကယ်သူနီလန်ပြောပြီးသားအဲ့ဒီရာကိုသင် live နာခြင်းကိုကပင်လေဖယားတကယ်ရဲ့လုံခြုံခြင်းနဲ့မှသင်ကိုနေရစေပြီဖြစ်တယ်လုံခြုံသောသူတွေဖြစ်ပါစေဟာလေလုယာဥပဒေသားတွေကိုနားထောင်သောသူတွေဖြစ်ပါစေအဲ့တော့ဣသရေလလူတွေဖယားစကားနားမထောင်တဲ့အခါအဲ့ဒီမြို့လူနည်းနည်းလေးပဲရှိတဲ့မြို့မှာသူတို့ကရှုံးပြီးတော့ပြန်လာတဲ့အခါမှာအားလုံးရဲ့နှလုံးသားတွေကအရေးကြိုးသလိုပဲစိတ်တကြကြဘုရားသင်စိတ်တမကြစေချင်သင်ကိုကြည့်ခြင်းအပြင်လူတွေကစိတ်တကြရတာမျိုးမဖြစ်စေနဲ့သင်ကိုကြည့်ခြင်းအပြင်လူတွေကဘုရားကငါတို့နဲ့အတူတကယ်ပဲရှိရဲ့ဘုရားကာကွယ်တယ်ဘုရားစကားထဲမှာလုံခြုံနေဆိုသိပါစေအဲ့ဒီတော့ဘုရားစကားကိုနားထောင်ပါအာမင်နံပါတ်3သင်တို့အကွယ်ကားဘာလဲဆိုယုံကြည်ခြင်းကကာကွယ်ဖြစ်တယ်ကျမ်းစာထဲမှာယုံကြည်ခြင်းဟာဒိုင်းလွှားဖြစ်တယ်လို့ပြောတယ်အေဖက်ခန်းကြီး6မှာအေဖက်ခန်းကြီး6ငွေ16မှာအားလုံးတူကဖတ်ရအောင်အေဖက်ခန်းကြီး6ငွေ16တွေ့ပြီဆိုရင်တူကဖတ်ရအောင်မာနပြစ်ခတ်သောမိဇလက်နက်ကိုကာတက်နိုင်မည်လွှားကိုလေခတ်သိမ်းသောလက်နက်တို့အပေါ်မှာဆက်ဆင့်၍ယူဆောင်ကြလောအာမင်ယုံကြည်ခြင်းကဒိုင်းလွှားဖြစ်တယ်တဲ့ယုံကြည်ခြင်းကကာကွယ်ပေးနိုင်ရန်သူပြစ်ခတ်တဲ့အရာတွေကိုကာကွယ်ပေးနိုင်တာသင်ရဲ့ယုံကြည်ခြင်းဖြစ်တယ်ယုံကြည်ခြင်းမရှိရင် protection မရှိဘူးဖယားသခင်ကတစုံတစ်ခုစကားပြောလာရင်ယုံကြည်ခြင်းကသင်ကိုကာကွယ်ပေးတာဖြစ်တယ်ယုံကြည်ခြင်းနဲ့ချက်ချင်းတုံ့ပြန်ဖို့လိုတယ်အဲ့ဒါသင်ရဲ့အကာအကွယ်ဖြစ်လိမ့်မယ်ယာခက်ကသူ့မျိုးတွေကိုဒီဣသရေလလူတွေစပိုင်နေဝင်လာတဲ့အခါမှာသူဘာလုပ်ထားလဲဆိုအဲ့ဒီလူနှစ်ယောက်ကိုသူပွက်ထားပြီးတရှိုးတွေကိုဝတ်ထားပေးပြီးတော့သူဘာပြောလဲဆိုငါသင်တို့ရဲ့ဖယားကိုယုံနေတဲ့သင်တို့ကိုဖယားကအောင်မြင်ခြင်းပေးမှာဒါကြောင့်မလို့မင်းတို့လာတိုက်ရင်ငါ့ကိုမမေ့ပါနဲ့ငါ့ကိုကာကွယ်ပေးပါလို့သူကပြောတယ်သူရဲ့ယုံကြည်ခြင်းကဘာဖြစ်စေလဲဆိုသူရောသူမိသားစုတစ်ခုလုံးကိုကာကွယ်ပေးတာဖြစ်တယ်ဖယားသခင်ကိုသင်ယုံကြည်ခြင်းကဖယားစကားပြောလာပြီဖယားသခင်ကတခုခုလုပ်ပါဒီလူနဲ့မတည့်ရပါဒီအသင်းတော်နဲ့မတည့်ရပါဒီနေရာမှာမျိုးစိတ်ကျဲပါဒီနေရာကိုသွားပါဒီလူနဲ့စကားပြောပါပြောလာပြီဆိုရင်ယုံကြည်ခြင်းနဲ့တုံ့ပြန်ခြင်းအသင်းကိုလုံခြုံစေတာဖြစ်တယ်ဣသရေလလူတွေကိုဘုရားသခင်ပြောတယ်ငါအေဂုရုပြည်မှာနောက်ဆုံးနမိတ်လက္ခဏာငါလုပ်တော့မယ်အဲ့ဒီနမိတ်လက္ခဏာကဒီပြည်ကသားဥတွေသိလိမ့်မယ်ဒီပြည်သားဥတွေတတ်တဲ့ခါမှာသင်တို့မသိဖို့ရန်အတွက်ဘာလုပ်ရမလဲဆိုသင်တို့ရဲ့အိမ်မှာသိုးတငယ်ကိုရစ်ပူဇော်ပြီးတော့အဲ့သိုးတငယ်ရဲ့အသွေးကိုတုပ်လိမ့်ရမှာအိမ်ရဲ့တကားရုပ်တွေမှာမိတ်ဆွေမြင်အောင်ကြည့်ပါဘာကြီးလဲလို့သင်ထင်ပါပဲတို့တက်ပြီးတော့အသွေးကိုယူပြီးတော့တကားတွေမှာတုပ်ရမယ်ဆိုသင်ဆိုဘလို့ခံစားမလဲအိုးဖယားသခင်ဘာတွေလောက်ခိုင်းတာလဲဒါပေမဲ့တို့မှာအချိန်ကြာကြီးမရှိဒီနေ့ပင်လင်လောက်ရမှာဖြစ်တယ်ချက်ချင်းဖယားစကားကိုယုံကြည်ခြင်းနဲ့တုံ့ပြန်ရမယ်တမရွေးစရာအချိန်အများကြီးမရှိဖယားစကားပြောလာပြီးဆိုချက်ချင်းလောက်တာသင် protection ဖြစ်တယ်Hallelujah အဲ့တို့ဘာလုပ်လဲညရင်ချင်းတော့တို့တခါတည်းတိုးတငယ်ကိုတို့တက်ပြီးတော့အိမ်ရဲ့တကားဝါတွေမှာတို့တုံလင်းရတယ်အသွေးကိုတို့ခုတ်တော့ပင်အညွန့်နဲ့တို့ပတ်ဖြန်းရအဲ့တော့တို့လို့ယုံကြည်ခြင်းနဲ့လုပ်တာလုပ်တဲ့အခါညလေးကြောက်အေကုရုပြည်တစ်လျှောက်လုံးကိုတေမင်းတမန်ဖြတ်သွားတယ်အဲ့ဒီမှာတားဦးတွေအကုန်လုံးသိတယ်ဒါပေမဲ့ဣသရေလလူတွေတားဦးတွေမသိအဲ့ဒီအသွေးကိုအိမ်မှာမြင်တဲ့အခါမှာကြော်သွားတယ်ဝါအံ့ဩစရာကောင်းတယ်နည်းနည်းတဲ့ဝိညာဉ်ရေးအရာတွေနားလေလားနားမလည်ဘူးဒါပေမဲ့
ဖခင်ပြောလာရင်ယုံကြည်ခြင်းနဲ့လို့နည်းနည်းတဲ့အရာတွေကိုနားလေရတဲ့ခွင့်ရလာလိမ့်မယ်နည်းနည်းတဲ့အရာတွေကိုမြင်တွေ့ခံစားခွင့်ရလာလိမ့်မယ်ယုံကြည်ခြင်းမပါရင်တော့နည်းနည်းတော့မမြင်ရဘဲနဲ့ပါသွားလိမ့်မယ်အခုတို့ပြရလူတွေလို့အဲ့တော့ကျွန်တော်တို့ဘုရားတခင်ကွာကွယ်ပေးခြင်းတယ်ဘုရားတခင် protection ကလာမှာဒါပေမဲ့ကျွန်တော်တို့ယုံပါလားဘုရားရဲ့ protection အတွက်ဘုရားကတင့်ကိုစကားပြောမယ်ဒါလုပ်ပါသင်ပြောမယ်ကိုရောအဲ့ဒါတွေကအလုပ်ဖြစ်မှာမဟုတ်ပါဘူးဒီခေတ်မှာဒါကပိုကောင်းတယ်ကျွန်တော်တို့တခါတလေမှာဘုရားသခင်ကိုပြန်ပြီးတော့အကြံပေးတတ်ကြတယ်ဘုရားသခင်ပြောလာပြီဆိုရင်ဖခင်လူတွေကပြောလာပြီဆိုရင်ဝိညာဉ်တော်ကနိုးစော်လာပြီဆိုရင်နှုတ်ကပတ်တော်ကသင်ကိုပြောလာပြီဆိုရင်ချက်ချင်းယုံကြည်ခြင်းနဲ့လုပ်တဲ့ချင်သင်ကိုကာကွယ်ပေးလိမ့်မယ် protection ပေးလိမ့်မယ် hallelujah ဖခင်ကယုံကြည်ခြင်းနဲ့လုပ်တဲ့လူတွေကိုအမြဲတမ်းကာကွယ်ပေးတဲ့ဖခင်ဖြစ်တယ်သင်ဟာယုံကြည်ခြင်းနဲ့ဖခင်ပြောတဲ့အရာကိုလုပ်ရင်ဖခင်သခင်ကအမြဲတမ်းမှသင်ကိုကာကွယ်ပေးဖို့တာဝန်ယူပြီးသားဖြစ်တယ်ကျွန်မဘွားမှာကျွန်မမလေးရှားမှာစပြီးတော့အမှုတော်ဆောင်တဲ့အချိန်မှာကျွန်မအသက်16နှစ်ပဲရှိသေးတယ်ကျွန်မတာဝန်ယူရတဲ့အရာတွေအများကြီးရှိရယ်ကျွန်မစပြီးတော့လုပ်တဲ့အခါမှာဘာမှမသိဘူးဒါပေမဲ့အခုမှပဲသိရအော်တော်တော်အန္တရာယ်များတဲ့အလုပ်ပဲဒါပေမဲ့ဘုရားကကျွန်မအများကြီးကာကွယ်ပေးတယ်ဘုရားကာကွယ်ပေးဖို့ရန်အတွက်လေဘုရားပြောလာတဲ့အရာကိုယုံကြည်ခြင်းနဲ့လုပ်လို့ယုံကြည်ခြင်းနဲ့လုပ်ခြင်းကဘုရားရဲ့ကာကွယ်ပေးခြင်းကိုခံစားရစေတဲ့ယုံကြည်ခြင်းနဲ့လုပ်မယ်ဆိုရင်ဘုရားကတင့်ကိုကာကွယ်ပေးလိမ့်တဲ့ယုံကြည်ခြင်းမပါဘူးဆိုရင်တော့ဘုရားကာကွယ်ပေးခြင်းပေမဲ့အမြဲတမ်းမှနောက်ကျနေမှာဖြစ်တယ်ဘုရားတဲ့ယုံကြည်ခြင်းနဲ့စပြီးတော့ insurance ဝယ်ပါလို့ပြောရင်သင်ဝယ်ပါဘုရားကလုတ်ခိုင်းတဲ့ရောက်လုတ်ပါဘုရားကိုကျေနပ်စေတာကကျမတို့ရဲ့နာခံခြင်းဖြစ်တယ်ကျမတို့ရဲ့ယုံကြည်ခြင်းဖြစ်တယ်အဲ့ဒါကဘုရားကိုကျေနပ်စေရအဲ့ဒီထဲမှာသင်ရဲ့အကာအကွယ်ရှိလိမ့်မယ်ဟာလေလုယာဒါမလေဘုရားသခင်ကာကွယ်ခြင်းဟာဘုရားလူအားဖြင့်သင်ကိုဘုရားသခင်ကာကွယ်လိမ့်မယ်ကျမ်းစာထဲမှာဘုရားသခင်ဟာဣသရေလလူတွေကိုဒီတာဥတွေဆုံးရှုံးခြင်းဘေးကနေကာကွယ်တဲ့အခါသူ့လူမောရှေအားဖြင့်ဘုရားစကားပြောတယ်သူတို့ကိုယ်တိုင်ကတော့မသိဘူးဒါပေမဲ့ဖခင်လူမောရှေကသူတို့ကိုပြောတယ်မင်းတို့အိမ်မှာအသွေးကိုတုပ်လိုက်မှာဖခင်လူကဘာလုပ်ပေးလဲ instruction ပေးရဒါကြောင့်ကျွန်တော်တို့ကလုံခြုံခြင်းနဲ့ဆိုရင်တင်တို့ကိုလမ်းပြပေးတဲ့ဖခင်လူရှိဖို့လိုတယ်ဖခင်တန်ကြားတဲ့သူနဲ့တင်ဟာ connection ရှိဖို့လိုတယ်အဲ့လူရဲ့တောင်းနားထောင်တဲ့ခါမှာလဲကောင်းလားတရားဟောချက်ကောင်းလားမကောင်းအဲ့လိုမျိုးနားထောင်ဖို့ပဲမဟုတ်နားထောင်တဲ့အခါမှာငါဘလို့လက်တွေ့ပြန်လုပ်ရမလဲဆိုတော့ခံယူခြင်းနဲ့ကျမတို့နားထောင်ဖို့ဖြစ်တယ်အာမင်တရားဟောစရာတွေကို performance လုပ်နေရလို့မခံစားပါနဲ့တရားဟောစရာတွေကို judge မလုပ်ပါနဲ့ဒီနေ့ဟောတာကောင်းလားဒီနေ့ဟောတာဘလို့ဖြစ်လဲဟိုလိုဖြစ်လဲအဲ့လိုမျိုးမဟုတ်ဘုရားရဲ့နှုတ်ကပတ်တော်ကျမတို့ယိုသေးပြီးလိုက်နာဖို့ဖြစ်တယ်ဘုရားစကားပြောလာပြီဆိုရင်ငါတို့ဘယ်လိုလုပ်ရမလဲဒီကာလမှာအာမင်အဲ့တော့ဣသရေလလူတွေကိုမောရှေပေးတဲ့ instruction ကဣသရေလလူတွေအတွက်လွတ်မြောက်စရာဖြစ်တယ်အဲ့ဒီကညာတွင်ချင်းကျွန်ဘဝကနေပြီးတော့လွတ်မြောက်သွားတယ် wow hallelujahအဲ့ဒီ instruction တခုကကျွန်ဘဝကနေသူတို့ကိုလွတ်မြောက်စေဒီနေရာမှာ prophet ပြုတဲ့အရာတွေအလေးနဲ့ထားပါဖခင်လူတွေရဲ့ prophecy တွေအလေးနဲ့ထားပါဖခင်လူတွေနဲ့ချိတ်ဆက်ပါသင်ဘဝမှာဖခင်အတန်ကြားတဲ့ဖခင်လူမရှိဘူးဆိုရင်သင်ဆုံးရှုံးနေပြီဖြစ်တယ်ကျွန်မဘဝမှာဒီနေ့ဒီလိုအောင်မြင်တာကျွန်မဘဝမှာဖခင်အတန်ကြားတဲ့ဖခင်လူနဲ့ connection ရှိလို့ဖြစ်တယ်တင်လည်းမရှိဘူးလို့လေဖခင်အတန်တကယ်ကြားတဲ့ဖခင်လူနဲ့တင် connection ရှိရမယ်အဲ့ဒီ connection ကတင်ကိုကောင်းကြီးဖြစ်စေမှာတင်ကိုလုံခြုံစေမှာ
ဘေကိုတွားရမလဲမတွားသင့်ဘူးလေသင်ကိုနားလေစီမှာဖြစ်တယ်ရှမွေလကဣသရေလတနိုင်ငံလုံးကိုကာကွယ်ပေးထားတဲ့သူဖြစ်တယ်သူကမီးမျိုးရိုးလိုပဲဣသရေလလူတွေကိုရန်သူထိခိုက်လို့မရအောင်အဲ့ဒီရှမွေလရဲ့ခင်မှာအခြားနိုင်ငံကလူတွေကလာပြီးတော့တိုက်လို့မရအောင်ဣသရေလနိုင်ငံဘာကြောင့်မလဲဆိုရှမွေလရှိနေလို့ဝိညာဉ်ခေါင်းဆောင်သင်ဘဝမှာရှိနေခြင်းကသင်ကိုလုံခြုံစေတာဖြစ်တယ်မောရှေရဲ့တောင်ပေါ်မှာလက်မြောက်ပေးခြင်းကအောက်မှာယောရှုကိုစစ်ပွဲနိုင်ဖို့ရန်အတွက်ဖြစ်စေတယ်တနည်းအားဖြင့်မောရှေလက်မြောက်နေတဲ့၍သူတို့ဟာလုံခြုံခြင်းခံစားအသင်ဘဝမှာလက်မြောက်ပေးတဲ့သင်ကို cover လုပ်ပေးတဲ့ spiritual leader ရှိဖို့လိုတယ်အဲ့ဒီလူတွေနဲ့တဲ့ connection ရှိရမယ်အချိတ်ဆက်ရှိရမယ်ဒီအသင်တို့မှာတင်လာပြီးတော့ပေါင်းတဲ့ connection လုပ်နေရဖြစ်တယ်တကယ်ပဲဒီနှုတ်ကပတ်တော်တွေကိုယုံကြည်ခြင်းနဲ့သင်တုံ့ပြန်နေတဲ့ connection လုပ်နေရဖြစ်တယ်ဒီသင်တို့ရဲ့ယူပါယုံနဲ့သင်လက်တွဲတာအသင်တို့နဲ့သင် connection လုပ်နေရဖြစ်တယ် connection လုပ်ပါဖခင်လူတွေနဲ့ connect လုပ်ပါအေလိရှေကဣသရေလဘုရင်ကိုအမြဲတမ်းအကြံပေးတယ်ဒီနေရာကနေရန်သူတွေလာနေပြီဒီလမ်းကိုမသွားနဲ့ဟိုနေရာကနေရန်သူတွေလာနေပြီအဲ့လမ်းကိုမသွားနဲ့တစ်ဖက်ကရှုရရှင်ဘုရင်အယမ်းစိတ်ဆိုးတယ်ငါတို့ဖွဲ့ထဲမှာသစ္စာဖောက်ရှိနေပြီလားတကယ်တော့သူ့ဖွဲ့ထဲမှာသစ္စာဖောက်ရှိရမဟုတ်ဘူးဖခင်လူကအကြံပေးနေလို့တင်းကိုဒီနေ့အကြံပေးတဲ့ဖခင်လူရှိပါသလားဘယ်နေရာကိုသွားတယ်လဲဘယ်နေရာမှာရန်သူရှိဘယ်အရာကိုလှုပ်တဲ့လဲဆိုတာပြောပြနေတဲ့ခေါင်းဆောင်ရှိဖို့ရန်အတွက်လို့တဲ့အဲ့ဒီသူတွေအတွက်ဂျေဇုတော်ချီးမွမ်းကျွန်မရဲ့ဘဝမှာကျွန်မရဲ့ဝိညာဉ်ဖခင်ဆရာကြီးဇော်လဲအောင်နဲ့ကျွန်မဂျေဇုတော်ချီးမွမ်းဒီနေ့ဒီနေရာမှာမတ်တရက်နိုင်တာကျွန်မဝိညာဉ်ခေါင်းဆောင်နေကြောင်းဖြစ်တယ်ကျွန်မတော်လို့တက်လို့အစွမ်းစားရှိလို့အရည်ချင်းရှိလို့စ조사နိုင်လို့ဘိတ်သိက်ရှိလို့အဲ့ဒါတွေကြောင့်ပဲမဟုတ်တကယ်ကိုအကွေက covering ကဝိညာဉ်ခေါင်းဆောင်နေစီကနေလာတာဖြစ်တယ်သူတို့ရဲ့လက်မြောက်ပေးခြင်းအကြံဉာဏ်ပေးခြင်းကျွန်မဘဝမှာအချို့သောအချိန်တွေအနေနဲ့ရောက်နိုင်တဲ့အချိန်ရှိပေမဲ့ဝိညာဉ်ခေါင်းဆောင်ရဲ့အကြံပေးချက်တစ်ခုကကျွန်မကိုလုံခြုံသွားစေတဲ့အချိန်တွေအများကြီးရှိရဲ့နားလည်ဖို့လိုတယ်ဒါကျွန်မတို့အသင်းတော်ရဲ့တော့တကယ်ကိုသဘောပေါက်တဲ့ကျွန်မတို့ကိုဖခင်ဖွင့်ပြချက်ဖြစ်တယ်ဟာလေလုယာအချို့တွေကတော့နားလည်မှာမဟုတ်အချို့တွေကပြောတာဝိညာဉ်ကောင်းဆောင်တွေဘဝမှာရှိရမလိုပါဘူးကွာဆရာတွေများအများကြီးပဲမြန်မာနိုင်ငံမှာ YouTube မှာဘေးဆရာဖြစ်နားထောင်လို့ရတယ်ဘေးဆရာတရားဟောချက်မဆိုဖွင့်ပြီးနားထောင်ပြီးခွန်အားယူလို့ရတယ်ဟုတ်ပါတယ်ဒါပေမဲ့သင် connect လုပ်နေတာမဟုတ်သေးဘူးဖြစ်တယ်သင်ခွန်အားယူတာနဲ့ connect လုပ်တာမတူဘူးဖြစ်တယ်သင်ချိတ်ဆက်နေဖို့ရန်အတွက်လို့အဲ့ဒါသင်ရဲ့ protection ဖြစ်တယ်ယေရှုနာမနဲ့ကောင်းချီးပေး DUMC သင်သားတွေကကာကွယ်ခြင်းခံစားတော်သူတွေဖြစ်တယ်ယန်သူဒီသင်တို့ထီလို့မရဘူးဖြစ်တယ်ယန်သူကဝိညာဉ်ကောင်းဆောင်တွေထီလို့မရတယ်လို့သင်တို့လည်းထီလို့မရဘူးဖြစ်တယ်သင်တို့ heavily armed and protected ဖြစ်တယ်ဘာကြောင့်မလဲဆိုသင်တို့ကိုကာကွယ်ပေးနေအသင်းတော်ရှိရဲ့ဆုတောင်းပေးနေအသင်းတော်ရှိရဲ့ဝိညာဉ်ကောင်းဆောင်တွေရှိရဲ့ဖခင်အတန်ကိုကြားတဲ့ခေါင်းဆောင်တွေရှိရဲ့ hallelujah hallelujah နောက်တစ်ခုအဲ့ဒါကတော့သင်ဟာကာကွယ်ခြင်းခံစားလိမ့်မယ်ဘယ်အချိန်မှလဲဆိုတော့ဖခင်ရဲ့အချိန်နဲ့အလုံးလုံးတတ်တယ်ဆိုရင်အရာရာကအချိန်တိုင်းမှာလုံးဖို့တင့်တော်တာမဟုတ်အချို့သောအရာတွေကဖခင်သခင်ရဲ့အချိန်ရှိအဲ့ဒီအချိန်မှာသင်ဝင်မယ်ဆိုရင်သင်ဟာအဲ့ဒီအချိန်မှာကောင်းချီးခံစားမယ်ဒါပေမဲ့အဲ့ဒီအချိန်ကြော်သွားမယ်ဆိုရင်တော့လုံခြုံကြမှာလုံခြုံလိမ့်မယ်အဲ့ဒါမို့ဖခင်ခင်ကအေလိယကိုပြောတယ်အေလိယမုတ်ဆိုးမရဲ့အိမ်ကိုသွားပါလို့ပြောတဲ့ခါမှာအေလိယကချက်ချင်းသွားဖို့လိုတယ်ချက်ချင်းမသွားဘူးဆိုသူ့ညစာမသေးချာတော့မုတ်ဆိုးမအောင်မထင်းနေတော့ခွေနေပြီချက်တော့မှာသူရဲ့နောက်ဆုံးညစားသူချက်တော့မှာစားပြီးရင်သူတို့နှစ်ယောက်လည်းတေတော့မယ်တဲ့သူပဲလုံခြုံတာမဟုတ်အဲ့ဒီမုတ်ဆိုးမနဲ့သူ့သားလည်းတေတော့မှာဖြစ်တယ်ဒါစားပြီးရင်အဲ့တော့အေလိယကဖခင်ရဲ့ timing မှာချက်ချင်းတုံ့ပြန်ရတယ်ဖခင်ကသွားပါလို့ပြောကကိုရောရဲ့တထေးအိမ်ပို့ပါလားနော်ဘာလို့မုတ်ဆိုးမအိမ်ပို့တာလဲ
ကျမတို့ဆိုရင်နော်မိကွန်းနေထုတ်မှလေအမျိုးမျိုးပေးရခင်ဟိုလိုမလုပ်ဘူးလားဒီလိုမလုပ်ဘူးပါတော်တယ်မသွားချင်ပါဘူးတောင်ထိပ်ပဲသွားချင်တယ်တို့ beach ပဲသွားချင်တယ်တို့ဒီနိုင်ငံပို့ပေးပါလားတို့ဟိုနိုင်ငံမသွားချင်ဘူးကျမတို့ဆိုလုံးမှာဒါပေမဲ့အေလိယကဖယားအချိန်မှာချက်ချင်းသွားတဲ့ခါသူလည်းလုံခြုံတယ်မောဇုမနဲ့သူ့သားလည်းလုံခြုံရတဲ့အခွင့်ကိုရတယ်ဟာလေလုယာအာမင် God timing ကသင်ကို protect လုပ်ပေးသင်ပိုင်ဆိုင်ရမယ့်အရာတွေကိုကာကွယ်ပေးယေရှုနာမနဲ့ကောင်းချီးပဲသင်ရဲ့ခွင့်ရတစ်ခုမှမလွတ်တော့ဘူးဖြစ်တယ်သင်ပိုင်ဆိုင်ရမယ့်အရာတွေဘာတစ်ခုမှမလွတ်တော့ဘာကြောင့်လဲဆိုသင်ဖခင်ရဲ့အချိန်ကိုသိပြီးတော့ဖခင်ရဲ့အချိန်အလိုက်လှုပ်ရှားတတ်တော်သူဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတစ်ခါတလေမှာကျမတို့ကဒီအလေးကဖုန်းကောလေးတစ်ခုပါပဲ miss call ဖြစ်တော့လေဘာမှမဖြစ်ပါဘူးလို့ထင်တယ်ဒါပေမဲ့တကယ်အရေးကြီးတဲ့ company တွေက miss call တစ်ခုမှအဖြစ်မခံတကယ် high level company တွေကိုပြောတာပါသူတို့စီဝင်လာတဲ့ phone call ကနောက်တဲ့ phone call တွေမဟုတ်ဘူးဖြစ်တယ်Okay prank တွေမဟုတ်အချို့တွေကဖုန်းခေါ်ပြီးတော့နောက်တာတွေပါနော်အရေးကြီးလို့များဖုန်းခေါ်လားလို့ထမင်းစားပြီးပြီလားလို့ပါအဲ့လိုမျိုးမဟုတ်တကယ် high level company တွေကသူတို့ဖုန်းခေါ်ရတဲ့သူတွေကတကယ်သူတို့ရဲ့ clients သူတို့ရဲ့နော်ဝယ်သူတွေကဥပမာဆို software တစ်ခုကိုဝယ်တယ်ဆိုရင်အဲ့ software က million နဲ့ချီပြီးသူတို့ရောင်းရတာဖြစ်တယ်ပြီးသူတို့ရဲ့ market ကလည်းအရန်အပြိုင်ဆိုင်များတယ်ပြောမယ်ဆိုသူတို့ company မှာမဝယ်ပဲဘေး company မှာသွားဝယ်ရင်လည်းရတယ်ခေါ်တဲ့လူက million တန်နဲ့ဒေါ်လာတန်နဲ့ deals တွေကိုခေါ်တာဖြစ်တယ်ချက်ချင်းကင်မို့လို့တယ်အဲ့တော့ operator ကအရန်တန်ဖိုးကြီးသွားတယ်နော်ဒီဖုန်းကင်တဲ့လူကဒီဖုန်းကိုလက်ခံတဲ့သူကိုယ်တိုင်ပြောတာဖြစ်ချင်မှဖြစ်မှာသူနံပါတ်တွေပါလွှဲပေးတာလည်းဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ तू အရန်အရေးကြီးရယ်ဒါကြောင့်မလို့သူတို့ရဲ့ company တွေမှာဆိုရင်ဖုန်းကောတစ်ခုမှအလွတ်မခံဘူးသူတို့ကအဲ့ဒါသူတို့ရဲ့နော် OP မှာသူတို့ပါတယ်နော်ဒါ like ကိုလိုက်နာရမယ့်အရာဖြစ်တယ် high level company တွေ multi million dollar တန်တဲ့ deals တွေကိုနေ့တိုင်းလုပ်တဲ့လူတွေတင်ရောနေ့တိုင်း multi million တန်တဲ့ deals တွေလုပ်တဲ့လူလို့ကိုခံစားလားခံစားပါသလားကိုမြင်ပါသလားဒါဆိုရင်ကျမတို့ဘဝကို reckless အသက်မရှင်နဲ့ဖြစ်တယ်လို့မျိုးအသက်မရှင်နဲ့လွတ်ချင်တာလွတ်ပါစေကွာဆိုပြီးမလုပ်နဲ့တင်းဖုန်းခေါ်ရအရေးကြီးရယ်တင်းစက္ကန့်တိုင်းကအရေးကြီးရယ်တင်းနေ့ရက်တိုင်းကအရေးကြီးရယ်ဒီနေ့မှာဖခင်တင်းကိုချိတ်ဆက်ပေးတဲ့လူနဲ့တင်းတွေ့နိုင်တယ်ဒီလိုပဲကျမတို့ရှောင်းတင်းတဲ့အရာတွေလည်းရှိနိုင်တယ်ဖခင်တခင်တင်းကိုဘာပြောနေလဲတခါကဆရာကြီးတယောက်အာဖရိကမှာသူကအခန်းတစ်ခုသူသွားကြည့်ရသူတို့ရဲ့တင်နန်းလုံးဖို့အတွက်အခန်းသွားကြည့်ရအဲ့အခန်းဝင်တဲ့အခါမှာသူဘာအနံ့ရလဲဆိုသွေးအနံ့ရဒါပေမဲ့အခန်းကြည့်လိုက်တော့ဘာသွေးမှမရှိအခန်းကလာပပအကောင်းကြီးပဲဟဲ့သူကပြောတယ်ငါသွေးအနံ့ရတယ်ငါသွေးအနံ့ရတယ်အဲ့လိုပြောတာနဲ့အားလုံးကပြောတယ်ဆရာရဲ့ဒီမှာဘာမှမရှိပါဘူးဘာသွေးမှလည်းမရှိဘူးကြောင်လည်းသေးတာမရှိဘူးလူလည်းသေးတာမရှိဘူးဒါပေမဲ့ငါသေတဲ့အနံ့ရတယ်သူကပြောတယ်ဒါငါတို့အဖေကတင်နန်းလို့ဖို့ခေါ်တဲ့နေရာမဟုတ်ဘူးငါတို့သွားရအောင်နော်အခြားနေရာမှာပဲငါတို့ရှာရအောင်ဆိုပြီးသူတို့တခြားနေရာမှာသွားလို့အဲ့နေရာအရန်ကောင်းတယ်အရန်အဆင်ပြေတဲ့နေရာဒါပေမဲ့အခြားနေရာမှာသူတို့သွားလို့အဲ့သူတို့တင်နန်းလို့တဲ့နေ့ပဲဘာဖြစ်လဲဆိုရင် track ကားကြီးအကြီးတစ်စီးရမောင်းလာပြီးတော့ဖြစ်ချင်တော့ brake ပေါက်သွား brake နင်းလို့မရအဲ့နဲ့ဒီသူတို့ရဲ့အဲ့ဒီသွားကြည့်ခဲ့တဲ့အဆောက်အုံတွေကိုကြော်ပြီးဝင်လာပြီးတော့အဲ့ဒီအဆောက်အုံရဲ့နံရံကိုပါထိုးဖောက်ပြီးဝင်သွားတာအထဲထဲမှာအကုန်ပျက်စီးကုန်ဖြစ်ချင်တော့အဲ့ဒီအချိန်ကသူတို့တင်နန်းလုံးမဲ့အချိန်နဲ့ကွက်တိဖြစ်တယ်အကယ်လို့များတာအဲ့ဒီနေ့အဲ့ဒီအချိန်မှာဖခင်အတန်နားမထောင်ဘူးစိတ်ဝိညာဉ်တို့ပိုင်းခြားနိုင်တယ်စုကျေစုမရှိဘူးဘိတ်သိမ့်မရှိဘူး spiritual sense ရဲ့တည်နေမယ်ဆိုရင်အဲ့ဒီနေ့မှာအသင်းသားတွေရောတရားဟောဆရာတွေရောအားလုံးကမဖြစ်တဲ့အရာတွေကြုံရမှာဖြစ်တယ်ဘာဖြစ်လို့ဆိုအဲ့ကားကြီးကအဲ့အခန်းထဲကိုအရှိန်နဲ့ထိုးဖောက်ပြီးဝင်လာတာဖြစ်တယ်နံရံတွေကိုပါကြော်ပြီးတော့နံရံကိုဒီလိုခုံကြော်ပြီးတော့ဝင်လာအောင်စရာ
ဖခင်အဲ့လိုကိုယ်ကပေးရဖြစ်တယ်အဲ့ဖခင်ရဲ့တိုင်မင်အလိုက်တဲ့အလုံးလုံးတဖို့ရန်အတွက်လို့ဟာလေလုယာဖခင်ကတင့်ကိုဘယ်အချိန်မှာဘာလုပ်ရမယ်ဆိုတာလမ်းပြမှာဖြစ်တယ်ဖခင်ကတင့်ကိုကာကွယ်ပေးမယ်ပြောပါငါကာကွယ်ပေးခြင်းခံစားရတဲ့သူဖြစ်တယ်အာမင်အချိန်လေးကတမတိနိုင်ဘူးစက္ကန့်အနည်းငယ်ပဲလို့သင်ခံစားမယ်ဒါပေမဲ့အဲ့ချိန်တွေမှာမဆိုဖြစ်နိုင်အဲ့ချိန်မှာသင်ကာကွယ်ပေးခြင်းခံရတဲ့ဖွဲ့ထဲမှာပါတယ်ဖခင်မျက်မှောက်တော်သင်ကာကွယ်ပေးမယ်ဖခင်ဝိညာဉ်တော်ရဲ့နှိုးဆော်မှုနားထောင်ခြင်းကသင်ကာကွယ်ပေးလိမ့်မယ်ဟာလေလုယာနောက်တစ်ခုသင်ကိုကာကွယ်ပေးမယ့်အရာကဘာလဲဆိုရင်ဘိတ်သိက်ခြင်းကသင်ကိုကာကွယ်ပေးလိမ့်မယ် touch not my anointed လို့ပြောတယ်ငါဘိတ်သိက်ခံသောသူတို့ကိုမထိမခိုင်နဲ့ hallelujah စာလံ105 15မှာ touch not my anointed ငါဘိတ်သိက်ထားတယ်လို့မထိနဲ့ဒါဖခင်သခင်ရဲ့ principle ဖြစ်တယ်ဖခင်ကသူဘိတ်သိက်ထားတဲ့လူကိုအထိခံမှာမဟုတ်အဲကြောင့်ကျွန်တော်တို့ဘိတ်သိက်ရှိတဲ့လူတွေဖြစ်ဖို့လိုတယ်ဘိတ်သိက်ချင်းကိုစာငတ်တဲ့လူတွေဖြစ်ဖို့လိုတယ်ဘိတ်သိက်ချင်းနဲ့သွားလာတဲ့သူတွေဖြစ်ဖို့လိုတယ်ဘိတ်သိက်နဲ့သွားမယ်ဆိုရင်တင့်ကိုရန်သူတွေထိလို့မရအောင်ဘာကြောင့်မလဲဆိုတင့်ကိုဘိတ်သိက်ပေးထားတဲ့ဖခင်ကတင့်ကိုကာကွယ်ပေးထားတဲ့ဖခင်ဖြစ်တယ်အဲ့ဒီဘိတ်သိက်ချင်းကိုယ်တိုင်က billion protection ဖြစ်နေတဲ့အပေါ်မှာဖခင်ဘိတ်သိက်ချင်းနဲ့အတူတူကောင်းကင်တမန်တွေလည်းပါလာတယ်။အမေခုနဲ့တင်းကိုကောင်းကင်တမန်တွေကကာကွယ်ပေးလိမ့်မယ်။ဒါဖခင် protection system ဖြစ်တယ်။မိတ်ဆွေသိလား။ဖခင်ကတင်းကိုကာကွယ်ပေးဖို့ရတဲ့ကောင်းကင်တမန်တွေမှာထားတယ်တဲ့။ဇာလံ91အငယ်7မှာပြောတယ်။ဖခင်ကတင်းကိုကာကွယ်ပေးဖို့ရတဲ့မဆာချီပင်ပေးဖို့ရတဲ့ကောင်းကင်တမန်တွေမှာထားတယ်။တင်းချေချော်မိသွားရင်ဖခင်ကတင့်ကိုမဆာပေးဖို့ရတဲ့ hallelujah တင်ဟာ heavily armed ဖြစ်တယ်တင်ဟာဖခင်သခင်အိုးဘွယ်ကာကွယ်ပေးထားတော်သူဖြစ်တယ်ကောင်းကင်တိုင်းနိုင်ငံရဲ့အရင်မြစ်တွေနဲ့ကာကွယ်ပေးခြင်းခံရတော်သူဖြစ်တယ်တင်နာမှာကောင်းကင်တမန်တွေဟာဒီတိုင်းပဲနေနေတာမဟုတ်ဘူးတင်ကို body guard လုပ်ပေးနေတာအဲ့ဒါမှတင်ဟာတယောက်တည်းဒီကန်းနဲ့လာတာမဟုတ်ဘူး body guard တွေနဲ့လာတာဖြစ်တယ်တင်းကိုကာကွယ်ပေးမဲ့ကောင်းကင်တမန်တွေရှိရဲ့။တင်းဘိတ်သိက်တော့ဘိတ်သိက်ခံရတဲ့သူမှန်နေဆိုရင်တင်းကိုကာကွယ်ပေးတဲ့ကောင်းကင်တမန်တွေရှိရဲ့။ပေထရုဟာတက်ခံရကနေရကမှာကောင်းကင်တမန်ကသူ့ရဲ့ထောင်ထဲကိုလာပြီးတော့သူ့တေခံရမဲ့ဘေးကနေထောင်တကားကိုဖွင့်ပြီးတော့သူ့ကိုကျွေးနှုတ်ပေးတယ်။ Wow ကောင်းကင်တမန်ကသူ့ကိုထောင်ထဲကနေထုတ်လာတာ။တင်းကိုဖျားတဲ့ခင်ကအချိန်နဲ့အမျိုးမျိုးကနေပြီးတော့ကယ်နှုတ်ပေးလိမ့်မယ် You don't have to be afraid သင်ဟာကြောက်စရာမလိုသင်ဟာစိုးရိမ်စရာမလိုသင်ကိုကာကွယ်ပေးမဲ့ကောင်းကင်နိုင်ငံရဲ့အရင်းမြစ်တွေရှိရဲ့ဒါဒီမှာကျွန်တော်လောကလူတွေကပဲပိုအားကြီးရလို့ထင်တာလောကနိုင်ငံတွေပဲအားကြီးထင်တာဒါပေမဲ့ဘုရားနိုင်ငံတော်ကပို့ပြီးတော့အားကြီးတဲ့နိုင်ငံဖြစ်တယ်ဘုရားကနိုင်ငံမှာကာကွယ်ပေးတဲ့လက်နက်တွေရှိရဲ့ Hallelujahကာကွယ်ပေးတဲ့ကောင်းကင်တမန်တွေရှိရဲ့။အဲကြောင့်မလို့အေလိရှေကပြောတယ်ငါတို့ဘက်မှာနေတဲ့သူကရန်သူဘက်မှာရှိတဲ့သူပုံများတယ်။သူကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ပတ်ဝန်းကျင်မှာမင်းရထားတယ်သူမြင်တယ်။ကောင်းကင်တမန်တွေတထောင်လုံးမှာပြည့်နေတယ်။တင်းမြင်ပါသလား။တင်းကိုတင်းကြည့်တဲ့အခါဘာမှမရှိဘူးလို့တင်းထင်လား။ငါဘာမှလည်းမရှိဘူးငါဘာမှလည်းမလုပ်နိုင်ဘူး။ဖခင်ကကောင်းကင်တမန်တွေကတင်းပတ်ဝန်းကျင်မှာရှိနေတာဖြစ်တယ်။ဒီခန်းတစ်ခုလုံးမှာပြည့်လျက်ရှိတယ်။တင်းကိုချေချောရတဲ့ခွင့်ဖခင်ပေးမှာမဟုတ်။ Hallelujah ။နမရှိဖခင်ကတင်းကာကွယ်ပေးတဲ့အခါမှာသူ့ရဲ့အသွေးတော်နဲ့ကာကွယ်ပေးတယ်။ဒီနေ့ယေရှုကားလိုက်မှာအသွေးသွန်းတာတင်းကာကွယ်ပေးဖို့ရန်အတွက်ဖြစ်တယ်။ဣသရေလလူတွေရဲ့အေဂုရုပြည်ကနေလွတ်ချင်းမှာပတ်သက်ခါတိုးတငယ်ရဲ့အသွေးကသူတို့ရဲ့သားဦးတွေဖြစ်စီခြင်းဘေးကနေလွတ်မြောက်စေတယ်လို့ပဲယေရှုခရစ်တော်ကားတိုင်းမှာအသေးခံခြင်းအပြင်သူရဲ့အသွေးတော်အပြင်ကျမတို့ဟာလုံခြုံခြင်းခွင့်ရပြီဖြစ်တယ်
ဘာကြောင့်မလို့ယေရှုကကားတိုင်းမှာအသေးခံရတယ်လဲအကြောင်းမဲ့မဟုတ်ကျမတို့လုံခြုံဖို့ရန်အတွက်ဒီနေ့ကျမတို့အဲ့ဒီအသွေးတော်ကိုယုံကြည်ခြင်းအပြင်အဆက်ဆုံးနိုင်ပြီဖြစ်တယ်ဒါကြောင့်သင်မှာယုံကြည်ခြင်းရှိရဆိုရင်သင်ဟာအသွေးတော်အပြင်လုံခြုံတော်သူဖြစ်တယ်အာမင်ဒါကြောင့်ကျမအမြဲတမ်းဖခင်ရဲ့အသွေးတော်ကိုကျမမနေ့တိုင်းမှာကျမယေရှုတော်ချီးမွမ်းတယ်ဖခင်ရဲ့ယေရှုခရစ်တော်ဖခင်လုပ်ပေးခဲ့တဲ့သူ့ရဲ့အသွေးတော်ယေရှုတော်ချီးမွမ်းတယ်ကျမရဲ့အသက်တာမှာတုံ့လိမ့်တယ်ကျမတကယ်ယုံကြည်ခရစ်တော်ရဲ့အသွေးကကျမကိုလုံခြုံစေဒါဖခင်ကတင့်ကိုလုံခြုံစေဖို့ရန်အတွက်ထဲ့သွင်းရေးဆွဲထားတဲ့ protection system ဖြစ်တယ်ဖခင်ကတင့်ကိုလုံခြုံစေဖို့အတွက်သင်ဟာတစ်ထပ်ပဲအကွေချင်းခံရတာမဟုတ် security အဆင့်ဆင့်ဖြစ်တယ် high level protection high level protection wow အမကိုဖခင်ကိုယ်ကားခြင်းဖခင်ကယူနာတော့ဟာသင်ကိုကာကွယ်ပေးထားတယ်ဖခင်ကယူနာတော့ကသင်ကိုမဖြတ်စီတကယ်တော့ဖခင်ရန်သူဖြတ်စီဖို့မပြောနဲ့ကျမတို့ကဖခင်ကိုယ်တိုင်ဖြတ်စီရင်အောင်မှခံတဲ့သူတွေဖြစ်တယ်ဒါပေမဲ့ဖခင်ရဲ့ဂရုဏာတော်ကပျက်စီးခြင်းဘေးကနေကျမတို့ကိုယ်ကားပြီဝေါဖခင်ဂရုဏာတော်နဲ့ဖုံးလွှမ်းခြင်းခံရတဲ့အတွက်သင်ဟာယေရှုခရစ်တော်ဖခင်ကားတိုင်းမှာအသေးခံခြင်းအပြင်ဖခင်ကသင်ကိုအမျက်မရှိတော့ဂရုဏာပဲရှိတော့သင်ကိုကြည့်တဲ့အခါမှာအမျက်နဲ့ကြည်တာမဟုတ်ဂရုဏာနဲ့ဘုရားအသင်ကြည်အဲ့မို့သင်ဟာလုံခြုံစွာဝတ်ထားခြင်းခံရပရိညတ်တာပေါ်မှာရှိတဲ့ဂရုဏာပလင်ကဘုရားခင်ကြည်တိုင်းမှာအထဲထဲမှာတကယ်တော့ပရိညတ်တာထဲမှာဘာရှိလဲဆိုဘုရားအမျက်ထွက်စေတဲ့အရာတွေပဲရှိတယ်ပရိညတ်တာထဲမှာရှိတဲ့ပစ္စည်း၃မျိုးမာနမုတ်ရဲ့မာနမုတ်ကိုသူတို့ကပြောတယ်ဘုရားခင်ကိုတို့ကျွန်တော်တို့မာနမုတ်ကိုမစားချင်တော့ဖះကိုစိတ်ဆိုးစီနောက်တစ်ခါအာယုံရဲ့လှန်တန်းဘာလဲဆိုဣသရေလလူတွေကငါတို့လည်းပဲဥဆောင်နိုင်တယ်အာယုံနဲ့မောရှေပဲဥဆောင်နိုင်တာမဟုတ်ငါတို့လည်းဥဆောင်နိုင်တယ်ဖះကိုပုံကန်ကြဖះရဲ့ leadership ကိုပုံကန်ဒီကမှာဖះကအာယုံရဲ့လှန်တန်းကိုအပွင့်ပွင့်စေမင်းတို့အားလုံးလည်းလှန်တန်းရှိရယ်ဒါပေမဲ့ငါလူကအပွင့်ပွင့်လိုက်မယ်ဖះလူမှန်ရင်တင်ဟာတတ်သိရှိရမယ်နောက်တစ်ခုကတော့အဲ့ဒီမှာပြည့်ညတ်တော်10ပါးဆိုကြောက်ပြားရှိတယ်အဲ့ဒါလည်းဖះကိုစိတ်ဆိုးစေတဲ့အရာဖြစ်တယ်သူမောရှေရဲ့တောင်ပေါ်မှာပြည့်ညတ်တော်10ပါးကြောက်ပြားကိုသွားယူတဲ့ချိန်မှာအောက်မှာသူတို့ကနွားရုပ်ကိုလုတ်ပြီးတော့ကိုးကွယ်တယ်ဒီပစ္စည်း၃ခုစလုံးကဖះရဲ့အမျက်ကိုနှိုးဆော်တဲ့ပစ္စည်းတွေဖြစ်တယ်ဒါပေမဲ့ဖះခင်ကအဲ့ဒီအပေါ်မှာဘာနဲ့ဖုံးအုပ်ပေးထားလဲဆိုဂရုဏာပလင်ဆိုတဲ့ mercy seat နဲ့ဖះဖုံးအုပ်ပေးတာဒါကြောင့်မို့ဖះကအဲ့ဒီပရိညင်တက်တာကိုကြည့်တဲ့အခါမှာဘာကိုမြင်လဲဆိုဘုရားရဲ့ဂရုဏာတော်ပဲမြင်တယ်ဘုရားသခင်ရဲ့ဂရုဏာတော်ကတင့်ရဲ့အပြစ်တွေအားလုံးကိုဖုံးလွှမ်းလိုက်တဲ့အတွက်ကြောင့်တရားစီရင်ခြင်းမခံရဘဲနဲ့သင်ဟာလုံခြုံစွာဝတ်ထားခြင်းခံရဟာလေလုယာဒီနေ့မှာမိတ်ဆွေဘုရားသခင်ရဲ့တင့်ကိုကာကွယ်ပေးခြင်းနဲ့သူ့ရဲ့ဂရုဏာတော်နဲ့တင့်ကိုကာကွယ်ပေးထားတယ်နံပါတ်10သင်ကိုဘုရားသခင်ကာကွယ်ပေးထားတယ်အဲ့ဒါဘာလဲဆိုတဘာဝလုံးဘုရားခင်သင်ကိုကာကွယ်ပေးဟေရှာအခန်းကြီး43အငယ်1-3မှာသင်သည်ရေကိုရှောက်သွားသောအခါသင်နှင့်အတူငါရှိမြစ်တို့ကိုရှောက်သွားသောအခါမနစ်မမွန်းရမီးကိုချင်းနှင်းသောအခါလည်းမလောင်ရမီးရှံလည်းမညစ်ရအာမင်မိတ်ဆွေစဉ်းစားကြည့်ရေတွေကိုသွားရင်တော့ရေနစ်မှာပေါ့မီးတွေကိုသွားရင်တော့မီးလောင်မှာပေါ့ဒါပေမဲ့ပြောတယ်မီးတွေကိုသွားပေမဲ့မီးမလောင်ရဘူးကျမတို့မျောလင့်တာကတော့မီးတွေမသွားချင်ဘူးကိုတော့မီးတွေမသွားပြရစေနဲ့ကိုတော့မီးအခြေအနေတွေမကြုံပြရစေနဲ့ရေတွေမနစ်ပြရစေနဲ့
ရေထဲမရောက်ပြရစေနဲ့ဒါကျမတို့လိုချင်တဲ့အရာဖြစ်တယ်တမန်တခါတည်းမှာဘုရားသခင်တဲ့ကိုမီးနဲ့ပို့နိုင်တယ်ရှာဒရက်မေရှက်ဘေဒနီဂေါလို့ကျမတို့မကြုံချင်ဘူးကျမတို့မလိုချင်ဘူး but သွားရတယ်ရေထဲကိုမရောက်ချင်ဘူးဒါပေမဲ့လည်းကြုံရတဲ့ချိန်ရှိတယ်ဒါပေမဲ့အဲ့ဒီနေရာမှာဘုရားကတင့်ကိုပျက်စီးစေမှာမဟုတ်ဘုရားသားသမီးနဲ့တင်ဒုက္ခရောက်ပြီလို့ထင်ပေမဲ့တင့်ကိုဘုရားဒုက္ခရောက်ရတဲ့ခွင့်ပေးမှာမဟုတ်အဲ့ဒီနေရာမှာဘုရားကင်းတဲ့တင့်ကိုကာကွယ်ပေးထားတယ်မီးတဲ့ကိုတွားရပေမဲ့မီးမညစ်ရရှာဒရက်မေရှက်ဘေဒနီဂေါမီးလောင်တဲ့အနက်နောင်မရအောင်ဇပင်တချောင်းတော်မီးမလောင်ဟဲ့အတင်ဘဝဖြစ်လိမ့်မယ်တဘာဝလုံး protection supernaturally protected ဘလို့မှမဖြစ်နိုင်တဲ့အရာတွေနဲ့ဘုရားကတဲ့ကာကွယ်ပေးမှာဖြစ်ဘုရားကတဲ့ကာကွယ်ပေး system လေးဖြစ်တယ်ဒါဘုရားနိုင်ငံတော်မှာဘုရားချမှတ်တာကျွန်မဆက်ပြောမယ်ဆိုအများကြီးရှိသေးတယ်ဒါပေမဲ့အချိန်မရှိတော့ကျွန်မဒီညမှာ10ခုပဲပြောမယ်ပိုသိခြင်းကျွန်မနောက်ထုတ်မဲ့စာအုပ်မှာဖတ် hallelujah ဘုရားကနိုင်ငံတော်ရဲ့ protection system ဘုရားကနိုင်ငံတော်ဟာ heavily arms and protected တဲ့ဘုရားတင်ကိုချစ်လွန်းလို့အထက်ထက်ကာကွယ်ထားတယ်သူဘုံနဲ့ကာကွယ်ထားတယ်သူမျက်မှောက်နဲ့ကာကွယ်ထားသူကောင်းကင်တမန်တွေနဲ့ကာကွယ်ထားသူအသွေးတော်နဲ့ကာကွယ်ထားရန်သူကဖောက်လို့မရဒီသစင်းမှဖောက်လို့မရတော့အစင်းနဲ့အများကြီးကြံသေးတယ်ပြောရရင်သူမင်းငါ့ကိုထိလို့မရအောင်ငါအစင်းစင်းကာကွယ်ခြင်းခံရတယ် hallelujah သူရဲ့ဘိတ်သိမ့်နဲ့တင်ကာကွယ်ထားတယ်သူရဲ့ဗရိညင်နဲ့တင်ကာကွယ်ထားတယ် hallelujah supernaturally တင်ဟာကာကွယ်ခြင်းခံရတယ်အဲ့ဒါမျိုးယေရှုနာမနဲ့ကောင်းချီးပေးတင်ဟာဖျားတကယ်ကိုယ်ကာခြင်းခံစားရပြီတင်ရဲ့အိမ်ဟာကာကွယ်ခြင်းခံစားရပြီတင်မိသားစုဝင်တွေကာကွယ်ခြင်းခံစားရပြီယုံကြည်ခြင်းနဲ့တင်သိမ့်ပိုက်ဖို့ရတယ်လို့ရအချို့လို့ရစိုးရင်ခြင်းတွေပဲသိမ့်ပိုက်နေအာမိသားစုဘလို့ဖြစ်တော့မယ်ဒီနေ့မိတ်ဆွေယုံကြည်ခြင်းနဲ့ပြန်လေတိုက်ထုတ်ဖို့လို့ရတင်ရဲ့ protection ဟာတဲ့ယုံကြည်ခြင်းနဲ့အတူတူသွားမှာဖြစ်တာလူဒီစိတ်ထင်တဲ့အတိုင်းဖြစ်တဲ့ယုံကြည်တဲ့နဲ့ညီတဲ့နိုင်ဖြစ်စေလို့ပြောထားတယ် protection ကိုယုံကြည်ဖို့ရန်အတွက်လိုတယ်ယုံကြည်ခြင်းတဲ့ဒိုင်းလွှားဖြစ်တယ် hallelujah တဲ့ဟာဂုံတရေတွေဖြစ်စီခြင်းဘေးကနေကာကွယ်ပေးခြင်းခံစားရပြီဖြစ်တယ်တဲ့ဥစ္စာပစ္စည်းတွေကကာကွယ်ပေးခြင်းခံစားရပြီဖြစ်တယ်တဲ့ character ဟာကာကွယ်ပေးခြင်းခံစားရန်သူကတဲ့ character ဖြစ်စီဖို့ရအတွက်အမျိုးမျိုးသောသွေးဆောင်သူတွေနဲ့လာတတ်တယ်ဒါပေမဲ့တဲ့ character ဟာကာကွယ်ပေးခြင်းခံစားရပြီတဲ့ကိုစုံစမ်းတဲ့သူတွေသွေးဆောင်တဲ့သူတွေရှိမဲ့တဲ့ဟာကာကွယ်ပေးခြင်းခံစားရပြီတဲ့ငြိမ်သက်ခြင်းဟာကာကွယ်ပေးခြင်းခံစားရပြီတဲ့ဂုဏ်တရားကာကွယ်ပေးခြင်းခံစားရပြီတဲ့နာမည်ဟာကာကွယ်ပေးခြင်းခံစားယေရှုနာမနဲ့ကောင်းချီးပေးတဲ့နာမည်ဟာကာကွယ်ပေးခြင်းခံစားတဲ့ကိုနာမည်ဖြတ်လို့မရဘူးဖြစ်တယ်တဲ့နာမည်ကိုမလိုတဲ့လူတွေ social media တွေကတော့လူတွေပါစက်ထဲကနေတော့၎င်းအမျိုးမျိုးသောနီးလန်းနဲ့နာမည်ဖြတ်ဖို့ကြိုးစားမယ်တဲ့နာမည်တဲ့ business ရဲ့နာမည်ဟာကာကွယ်ပေးခြင်းခံစားရပြီရန်သူနာမည်ဖြတ်လို့မရအောင်တဲ့အနာဂတ်ဟာကာကွယ်ပေးခြင်းခံစားရတဲ့အနာဂတ်ပဲမကောက်တင်သားသမီးတွေအနာဂတ်လည်းပဲကာကွယ်ပေးခြင်းခံစားမိတ်ဆွေတိလာဖျားကဗရိညင်ဖျားဖြစ်တယ်အာဗြဟံဣဇက်ယာကုပ်တို့ရဲ့ဖျားလို့ပြောတယ်တင်းကိုဖျားကာကွယ်တယ်လို့တင်သားသမီးတွေကိုလည်းဖျားကကာကွယ်ပေးလိမ့်မယ်ဟာလေလုယာဒီနေ့သားသမီးတွေစက္ကတဲ့မိဘတွေတင်းတို့ရဲ့အတွက်ဖြစ်တယ်ဒီနေ့ဖျားကပြောနေတင်းတို့သားသမီးတို့ငါကာကွယ်မယ်တင်းကိုငါကာကွယ်တယ်လို့တင်းသားသမီးတို့ငါကာကွယ်မယ်တင်းသားသမီးတွေတဲ့စိတ်မပူနဲ့လမ်းမရောက်မှာအိုးအယက်သမားဖြစ်သွားမှာစိတ်မပူနဲ့ဖယားသခင်လက်ထဲမှာတင်ဆက်ကတာငါတို့ကိုကာကွယ်မယ်ရန်သူကတို့မထီအောင်ဖြစ်တယ်ဒီချမ်းမရဲ့ဖယားကကာကွယ်ပေးထားပြီအနာယောဂါတွေဘေးကနေဖယားကတင်ကာကွယ်ပေးပြီအချို့လူတွေက
COVID-19 လိုမျိုးယောဂတွေဖြစ်လာရင်ဘယ်လိုလုပ်မလဲမစိုးရိမ်နဲ့ဒီနေ့သင်ဖခင်ကာကွယ်ပေးမယ်ကတ်ဆိုးတွေဘေးကနေဖခင်သင်ကာကွယ်ပေးမယ်ကာလနာဘေးကနေဖခင်သင်ကာကွယ်ပေးမယ်သင်ရဲ့အိမ်ဟာလုံခြုံပြီဖြစ်တယ်သင်ရဲ့ကားဟာလုံခြုံပြီသင်ရဲ့အသက်ဟာလုံခြုံပြီသင်စီးစိမ်တွေဟာလုံခြုံပြီသင်သွားလီရမှာကာကွယ်ပေးခြင်းခံစားမယ်အိမ်မှာထိုင်နေရင်လည်းကာကွယ်ပေးခြင်းခံစားမယ်လမ်းသွားရင်လည်းကာကွယ်ပေးခြင်းခံစားမယ်ကားစီးတဲ့အခါကာကွယ်ပေးခြင်းခံစားမယ်ယထာစီးတဲ့အခါကာကွယ်ပေးခြင်းခံစားမယ်လေရင်ပြင်စီးတဲ့အခါကာကွယ်ပေးခြင်းခံစားမယ်သင်္ဘောစီးတဲ့အခါမှာကာကွယ်ပေးခြင်းခံစားမယ်သင်သွားလီရမှာဘုရားကာကွယ်ပေးမယ်သင်ခြေတော်မှမချော်ရတဲ့ခွင့်ဘုရားပေးမယ်သင်ဘာပဲစီဘုရားကသင်ကာကွယ်ပေးမယ်ဘုရားကသင်ကာကွယ်ပေးစိတ်ပြည့်ခြင်းတွေကနေကာကွယ်ပေးမယ်စိတ်တကြစေနဲ့ဆိုရလက်ကနေကာကွယ်ပေးမယ်သင်ငွေကြေးပြဿနာတွေကနေကာကွယ်ပေးမယ်လှည့်စားခြင်းတွေငွေကြေးနဲ့ပတ်သက်တဲ့လှည့်စားခြင်းတွေကနေဘုရားကသင်ကာကွယ်ပေးမယ်မာယူရဲ့ business scammer တွေရဲ့လက်ထက်ကနေဘုရားကသင်ကာကွယ်ပေးမယ်ဘုရားကသင်ကဲ့ရဲ့ပြစ်တင်ခြင်းတွေကနေကာကွယ်ပေးမယ်ဝေဖန်တိုက်ခိုက်ခြင်းတွေကနေကာကွယ်ပေးသင်ရဲ့နာမည်ဘယ်သူမှဖျက်လို့မရဘူးဖြစ်တယ်သင်ရဲ့ business နာမည်သင်ရဲ့ ministry ရဲ့နာမည်သင်ရဲ့ဘုရားကပေးထားတဲ့ဗိတ်သိက်ခြင်းကိုဘယ်သူမှဖျက်လို့မရဘူးဖြစ်တယ်သင်ရဲ့အိမ်ထောင်ကိုဘုရားကကာကွယ်ပေးလိမ့်မယ်ယန်သူကအိမ်ထောင်ရေးကိုတိုက်စားခြင်းပဲဘုရားကဖြစ်ခွင့်မပေးသင်ရဲ့အိမ်ထောင်ဘုရားကကာကွယ်ပေးသင်ငွေချေးတွေဘုရားကကာကွယ်ပေးလိမ့်မယ်သင်ယုံကြည်ခြင်းကိုဘုရားကကာကွယ်ပေးမယ်ယုံကြည်ခြင်းကြောင့်ယန်သူကလှုပ်ခြင်းပေးမယ်သင်ရဲ့ယုံကြည်ခြင်းကိုဘုရားကကာကွယ်ပေးမယ်သင်ယုံကြည်ခြင်းအရှိန်ဟုန်နဲ့တက်လာတာပဲရှိရမယ်ကြာသွားတယ်ဆိုတာမရှိအောင်ယေရှုနာမနဲ့ကောင်းချီးပေးနေ့တိုင်းယုံကြည်ခြင်းတက်လာလိမ့်မယ်သင်ကိုဆုံးဖြတ်ချက်အမှားတွေကနေဘုရားကကာကွယ်ပေးလိမ့်မယ်သင်ဆုံးဖြတ်ချက်ချတဲ့အခါအမြဲတမ်းမှန်ရတဲ့ခွင့်ဘုရားကပေးလိမ့်မယ်သင်ကိုခေါင်းဆောင်မှုမှာဘုရားခင်ကာကွယ်ပေးမယ်လူတွေရဲ့သွေးဆောင်မှုတွေလူတွေရဲ့မျက်နှာနောက်ကိုလိုက်ခြင်းတွေနဲ့ဘုရားခင်ကာကွယ်ပေးလိမ့်မယ်သင်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်တဲ့ခေါင်းဆောင်ဖြစ်တယ်သင်ကရှင်းလင်းတဲ့ခေါင်းဆောင်ဖြစ်တယ် focus ရှိတဲ့ခေါင်းဆောင်ဖြစ်တယ်ဘာလုပ်ရမလဲဆိုသိတဲ့ခေါင်းဆောင်ဖြစ်လိမ့်မယ်သင်ကိုအပြစ်လုပ်ခြင်းနဲ့ကာကွယ်ပေးလိမ့်မယ်အပြစ်သွေးဆောင်ရတော့မလိုက်မပါပဲမကောင်းသောအမှုရာများကနေသင်ကိုကယ်နှုတ်ပေးလိမ့်မယ်ကာကွယ်ပေးလိမ့်မယ်သင်ညမနှိမ့်ဆက်ခြင်းနဲ့ကာကွယ်ပေးခြင်းခံစားလိမ့်မယ်မတရားပြုခြင်းခံရတဲ့အရာတွေမတရားဖိနှိပ်ခြင်းခံရတဲ့အရာတွေယေရှုနာမနဲ့ကြွယ်ကပေးခြင်းခံစားပြီးဖြစ်တယ်သင်ကိုဘုရားကအသက်ငယ်တဲ့ချိန်မှာလည်းကာကွယ်ပေးမယ်လူလက်ပိုင်းတွေမှာလည်းကာကွယ်ပေးမယ်သင်ကိုအသက်ကြီးတဲ့ချိန်မှာလည်းကာကွယ်ပေးလိမ့်မယ်ဟာလေလုယာသင်ကိုဘုရားကသစ္စာဖောက်တဲ့လူတွေလက်ကနေကာကွယ်ပေးလိမ့်မယ်သင်ကိုသစ္စာဖောက်တဲ့လူမရှိအောင်ခါတိခြင်းနဲ့ဘုရားသင်ကာကွယ်ပေးလိမ့်မယ်ဝန်နေခြင်းနဲ့ကာကွယ်ပေးလိမ့်မယ်ခွင့်မလခြင်းနဲ့ကာကွယ်ပေးလိမ့်မယ်မာနကြီးခြင်းနဲ့ကာကွယ်ပေးလိမ့်မယ်အချိန်မတန်ခင်ပြိုလဲခြင်းနဲ့ကာကွယ်ပေးလိမ့်မယ်အချိန်မတန်ခင်အစိုးစိုးဒီနေ့ဆုံးရှုံးခြင်းနဲ့ကာကွယ်ပေးလိမ့်မယ်ဘုရားကသင်ကိုထာဝရအောင်မြင်ခြင်းပေးလိမ့်မယ်ဘုရားရဲ့ protection နေပေအမျိုးမျိုးမှကျွန်တော်တို့လိုအပ်တယ်။အိုးကျွန်တော်တို့ဒီကဘာကြီးကိုဘယ်သူမှထိန်းထားနိုင်တဲ့သူမရှိဘူးဖြစ်တယ်။ကျွန်တော်တို့ဘလောက်အရေးချင်းရှိကျွန်တော်တို့နေကိုမဆွဲထားနိုင်ဘူးဖြစ်တယ်။စဉ်းစားကြည့်ပါ။အဲ့ဒီနေရတာလွတ်လာမယ်ဆိုရင်ဒီနေရာကိုအနီးကပ်ရောက်လာမယ်ဆိုကျွန်တော်တို့အားလုံးပြားဖြစ်သွားပြီဖြစ်တယ်။အဲ့ဘုရားခင် protectionဖခင်ကနေကိုဆွဲထားနိုင်တဲ့ဖခင်ဖြစ်တယ်။ဒီမကောင်းတဲ့နတ်ဆိုးတွေကိုဆွဲထားနိုင်တဲ့ဖခင်ဖြစ်တယ်။သင်နာကိုမချင်းလာရအောင်။သင်နာကိုမချင်းလာရအောင်။သင်နာကိုမကောင်းတဲ့အနိဋ္ဌာယုံမသက်မရောက်ရအောင်။ရှာလန်61မှာပြောတယ်သင်ထံကိုမကောင်းတဲ့အနိဋ္ဌာယုံမသက်ရောက်ရအောင်။အဝေးဆုံးမှာရန်သူတွေအဝေးဆုံးမှာဖြစ်တယ်။ဆုံးရှုံးခြင်းတွေအဝေးဆုံးမှာဖြစ်တယ်။ You are heavily armed and protected. They are long jones or what touching Kayabi. They are Tower Piam Yesano Pide. Then what Tilo Meabu Pide. Then what Tila and Payade Kaye.
protection system တွေအားလုံးက1 2 3 4 5 6 7 8 9 10အားလုံးကထားလာမှာထာဝရဘုရားရဲ့သားသမီးတွေယုံကြည်ခြင်းရှိပါဘုရားခင်ပေါ်မှာယုံကြည်ခြင်းရှိပါဘုရားသခင်ကိုကြိုးစားရရှာပါလောကရဲ့ security တွေကိုရှာပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေထပ်ဘုရားကိုပို့ရှာရအောင်တင်းကိုတကယ်လုံးချုံစေတာသူဖြစ်တယ်တင်းကိုတကယ်ကာကွယ်ပေးနိုင်တာသူဖြစ်တယ်သူ့ချီးမွမ်းပါသူ့တို့ဖို့ခပေးပါလောကရဲ့ security system တွေကိုကျွန်တော်အရင်ချီးမွမ်းတယ်အရင်ဖို့ခပေးတယ်အရင်စူးစမ်းလွန်းတယ်ဒီနေ့ဘုရားသခင်အဲ့ထက်ပိုချီးမွမ်းတဲ့နာဖြစ်တယ်ကျမတို့ရဲ့ banking system နဲ့တဲ့ကျမတို့ရဲ့ safety plan နဲ့တဲ့သူ့ကြောင့်ပိုစဉ်းစားဖို့လိုတယ်သူ့အတွက်ပိုစူးစမ်းဖို့လိုတယ်ဘာလို့လဲ he is the one who save you he is the one who keep you safe သူအဘတဲ့ကိုလုံးချုံစေတဲ့သူဖြစ်တယ် hallelujah shaka barianda lava serere ဒီနေ့တင်ကိုကျမသူ့ကိုချီးမွမ်းစေခြင်းနဲ့ဘုရားကိုကောင်းချီးပေးပါထာဝရဘုရားနာမကိုကောင်းချီးပေးပါ